တော်ထိပါတယ်ဟုတ်တော့ကိုမျိုးစောကြီးလည်းတည်ပြီးသားပဲယူရီးယားမတ်တက်မလို့နဲ့ကြီးတဲ့ချင်းရှင်တော့ဟိုအစင်လာတွေကမတ်တက်မလို့တော့တော်တော်လေးသူတို့တွေအထာတစ်ခုထားတယ်ပေါ့လေနည်းနည်းလေးဖြုံနေပေါ့ဒီပြောရရင်လောင်ဖျားရဲ့အဆက်တွေပဲလောင်ဖျားရဲ့ရှိတွေမလွမ်းနောက်ပိုင်းဒီမြန်မာတက်မလို့ဒီပိုချိုကြီးနေဝင်လက်ထက်ပြီးတော့ဒီဘက်နဝလာနာဖာလက်ထက်တွေမှာလည်းဟိုရင်ဆိုင်ခဲ့တဲ့ဟာတွေရှိတယ်အဲ့မှာလည်းမြန်မာတက်မလို့ကခက်ချမ်းချမ်းနေပြင်းရတာရှိတော့ခြေလင်းမြန်မာတက်မလို့ခြေလင်းတက်ကတော့တော်တော်လေးလန့်ပါဘူးအခုဖြစ်သွားတဲ့ပြီးတဲ့ပြဿနာမှာတော့ခြေလင်းတက်ကအဆုံးဖြတ်မပေးဘူးခုနပြောတဲ့အလံဆိုင်တာတော့နောက်ဆုံးမှာအဲ့ဒီဖျားเจ้าတွေပါတိမ့်လိုက်ပြီးတော့ယူရီးယားလန်ဆက်လိုက်တဲ့အတွက်တော့ဒါကတော့ကြီးတဲ့ကနော်ဒါတော့နည်းနည်းတိမ့်ပက်မှုမှာတော့ဒါနောက်ဆုံးပေါ့ဒါပေမဲ့လေချောင်းဆုံးမှုတော်တော်လောက်ထားနိုင်တယ်အဲ့တော့ဘာသွားတွေ့ရလဲဆိုတော့ဟိုတိုင်းချစ်ပြည်ချစ်စိတ်ရှိုံလည်းမရဘူးခင်မီတက်ပညာတွေနဲ့အဆန့်ချမ်းသာကိုလည်းလုပ်တယ်ဆိုတော့လေမြန်စင်းပနစ်စင်းရှိလဲfree gate ပဲစင်းရှိလဲဆိုတာတွေနဲ့လည်းတန်ကားအစင်းရေမစင်းဝယ်နိုင်တယ်ဆိုတဲ့ပုံမှာမူတည်ပြီးတော့စစ်ပွဲဆုံးဖြတ်ခြင်းလည်းကြောင်းသွားနိုင်တာဟုတ်စစ်သားတွေချင်းလင်းနေဘလောက်တော်ပေါ့ဆိုတော့ယူရီးယားကတော့အဲ့ဒီတစ်ခေါက်မှာကောင်းကောင်းကြီးဟိုဘက်ကိုကိုဘရာကိုနဲ့အမေရိကန်ဆေးလေးချင်းမှုတွေကြောင့်လည်းပါမယ်လို့ထင်တယ်သူတို့ရဲ့တိုက်ခိုက်ဆွမ်းရည်တွေလည်းကိုရီမထင်တော့ယူရီးယားမြန်မာလာတော့တွေ့ရတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တစ်ချိန်လုံးကဟိုဒါအိန္ဒိယနိုင်ငံနဲ့ဖြစ်တဲ့ဟာဟိုဖြစ်ပြီးတော့ကျွန်တော်တို့စီမှာ Malaysian Voice ရဲ့ဟိုမှာ comment တွေဖတ်ရတာရှိတယ်ပြိတ္တတော်ကြာပြီပြီးခဲ့တဲ့အစီအစဉ်လေး program နှစ်ခုလောက်လည်းဒီ O7 တောင်ကုန်းရဲ့တိုက်ပွဲလေးအကြောင်းကိုလည်းတင်ပြပေးပါဦးအခုဒီပြည်ကြီးကိုဝင်းမော်လို့ဆိုပြီးတော့ request ဆိုတာတွေတွေ့ရတယ်အဲ့တော့ O7 ကလည်းဟိုလေးလာကြည့်လိုက်တော့ဒီထိုင်းမြန်မာတင်းမာမှုကိုဒီ desert O7 ဆိုတောင်ကုန်းပေါ့နော်အဲ့လေတင်းမာမှုမှာဖြည့်ရှင်းကြတော့အဲ့တစ်ချိန်လုံးကတော့ဟိုရင်းဒီဘက်ကခေါင်းဆောင်တွေကဘာလို့လဲဗာညာနဲ့အဲ့ဒီခေါင်းဆောင်တွေရဲ့စီရေးမြော်မြင်ရှိမှုဟိုမျိုးနော်ဟိုစစ်တဲ့ဆိုစိတ်တဲ့စစ်စင်လည်းပါရတာဟိုနော်ဒီတနက်ကြည်စံကြီးပဲဟိုကလုတ်တွေပဲနှိမ့်ရတာမဟုတ်ဘူးပေါ့စိတ်တဲ့စစ်စင်ကြီးတွေပါမယ်မြန်မာတချင်တက်မလို့ခေါင်းဆောင်တွေရဲ့အင်မတန်တော်တဲ့စိတ်သက်စစ်စီတွေအကြောင်းကိုကင်းမှုတွေအကြောင်းအဲ့ဒါလေးလည်းပေါ်နေအောင် O7 ကြောင့်ကျွန်တော်သိချင်တယ်ပြည်သက်ကြီးတောင်းဆိုမှုအတွက်ကိုစီပြေကြီးက O7 ကြောင့်ဒီတစ်ခေါက်တော့ပြောပေးဗျာ O7 အကြောင်းကတော့တော်တော်လေးကိုကြိုးစားပန်းစားလေ့လာလဲရပါတယ်တောင်းဆိုနေကြတယ်တောင်းစားနေကြပါတယ်တောင်းဆိုနေကြတာပေါ့နော်O7 အကြောင်းမပြောရခုနကအကိုပြောတယ်လေဒီဟိုကမ္ဘောဒီးယားနဲ့လက်ရှိထိုင်းနဲ့ဖြစ်တဲ့ပြဿနာမှာဒီထိုင်းမှာသုံးပြလက် F16 တွေ F16 fighter တွေပေါ့နော်ဘက်စုံသုံးတိုက်လေယာဉ်တွေအဲ့လေယာဉ်တွေရဲ့ဆွမ်းမကားနဲ့ကမ္ဘောဒီးယားကိုအသာစီးရောက်သွားတာပေါ့နော်အဲ့တော့ဒီ F16 လေယာဉ်ကတော့ဟုတ်တယ်လေထဲတက်သွားလို့ရှင်တော့ဒါသူ့မရှင်နိုင်ဘူးဘာလို့ဆိုတော့အခုဒီ Israel နဲ့ Iran နဲ့စပယ်မှာလည်းဒီ F16 တွေအများကြီးသုံးသွားတာရှိဒါပေမဲ့ကျွန်တော်တို့မြန်မာနဲ့ဖြစ်တဲ့မှာ F16 ကိုလေထဲမတက်အောင်လုပ်ထားတဲ့ O7 ကိုတိုက်ပွဲအဲ့ဒါဟိုလေထဲမတက်အောင်လုပ်ထားတာလေထဲမတက်နိုင်အောင်လုပ်တာမတက်နိုင်အောင်လုပ်တာဒါဆိုပွဲသိမ်းဘယ်လိုလဲဆိုပြမယ်ဘယ်လိုလဲဆိုပြောမယ်ဒါလေးတွေဒီဘက်ကလူငယ်တွေပြည်သက်တွေသိကျင်တဲ့ပြည်သက်တွေတွေ့ဒါမိုက်တာပေါ့အဲ့တော့ဒီ O7 က2000ခုနှစ်မှာဖြစ်တာကွာတထိုင်းမှာအဲ့ချိန်နဲ့ F16 တွေရှိနေပြီအဲ့ချိန်နဲ့ F16 တွေရှိနေ F16 ကအခုမှသုံးတာမဟုတ်ဘူးအဲ့ဒီ F16 ရှိနေပြီအဲ့ရှိနေပြီအဲ့တော့အဲ့ဒါလည်းသုံးဖို့လည်းတို့ကြိုးစားသေးတယ်သုံးဖို့ကြိုးစားသေးတယ်ဟုတ်လားပြီးပြောပြမယ်မသုံးပြလိုက်ဘူးမသုံးရဲလောက်အောင်ထုတ်တာပေါ့နော်အဲ့တော့ကဲဒီနေ့တော့ကျွန်တော်အခုပြောဆိုပါမယ်O7 အကြောင်းလေးကျွန်တော်ပြောပြပါမယ်O7 အကြောင်းမပြောခင်မှာကျွန်တော်ဒီဟာနဲ့ပတ်သက်လို့ဟောနော်ထောက်ထားစာရွက်စာတမ်းတွေပါတယ်ကျွန်တော်ရှားတဲ့ခါမှာပထမဆုံးကျေးဇူးတင်ရမှာကျွန်တော်တို့ဆရာခွန်သက်တင်ဆန်းဘုံကြီးအောင်ကျော်ဦးကတော့ကျွန်တော်တို့အမြဲတမ်းအကူအညီပေးပါတယ်ဒါလိုအပ်တဲ့ဒီတိုက်ပွဲနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေလုပ်ပြီးသွားတယ်ကျွန်တော်ဟိုအများကြီးအကူအညီပေးတယ်ဘာတွေလုပ်ပါအောင်ဘာညာဆိုသူစာအုပ်တွေအများကြီးဟိုကရှာပေးဒီကရှာပေးနော်ဟိုစာလေးဆောင်လို့ဘာလဲဟိုဝါလွတ်လေးဘာလို့လဲသူရှာပေးတဲ့စာအုပ်တွေဟုတ်တယ်သူအဲ့လိုသူရှာပေးသူရှာပေးတဲ့ထောက်ထားတွေပေါ့နော်အဲ့တော့အခုလဲဒီ O7 ကြောင့်ကျွန်တော်ပြောမယ်ဆိုတော့ကျွန်တော်ဒါလေးပြောချင်တယ်လို့လုပ်ပါဆိုအခုသူကကျွန်တော်ဟောစောက်နှုတ်ပါနှုတ်ဒါကတော့ဆရာကျော်ထုတ်ခေါင်းဒါလည်းတက်မတော်အရာရှိတယောက်ပါပဲဟိုဝီရန်နိုင်ဦးနဲ့တူသူရေးတဲ့တရေမူတော်နဲ့စစ်ချစ်ဝတ္ထုတို့များဆိုစောက်ဒါဆရာကျော်ထုတ်ခေါင်းရေးတာစစ်အချစ်လေးပါပါတယ်အချစ်ပါအဲ့ထက်မှာပါတယ်တော့ O7 ကြောင့်ရေးထားတဲ့သူဝတ္ထုလေးတမတာ O7 သုံးဖို့နောက်ပြားကြီးတွေ့ကောင်းရဲမဲ့တို့တိုက်ပွဲဒါလေးဒီကတ်တူပဲတော့ဒီကျော်ထုတ်ကောင်ဆိုတဲ့ကလော်မီကြားဘူးလေဒီလက်ရှိမြန်မာစစ်မှုတော်ဟောင်းတင်လက်ရှိဥက္ကဋ္ဌလားမသိရန်ကုန်တိုင်းရဲ့လေဟုတ်လားဟုတ်ပါထုတ်မယ်ကျွန်တော်တို့အဲ့ဒါပြောတာမှားမှာဆိုလို့အဲ့လိုတော့ကြားမယ်တော့ဒီမှာရှိတယ်သူလက်ဆောင်ပေးတာလေရန်နိုင်ဦးဒါလေဘုရားရန်နိုင်ဦးမပြောတတ်ဘူး
အဲ့လိုကြားဘူးတယ်ဗောလေဒါပေါ့လား နောက်ဒါအဲ့ဒီကပါတဲ့ထောက်ထားလေးတွေရယ်နောက်တစ်ခါဒါကတော့ ကောင်းတယ်ဗျာ ဒါကတော့နောက်တစ်ခါဒါကျွန်တော်အလုပ်တင်ဟိုကကျွန်တော်ဘူမီရာရှိဟောင်းကြီးတို့ဟိုမဂ္ဂဇင်းထုတ်လာတာတေဇဘာတိကမဂ္ဂဇင်းနဲ့နာမည်ကတော့ထူးဆန်းနာမည်တေဇဘာတိကမဂ္ဂဇင်းအတွဲ1အမှတ်2023ကထုတ်တဲ့ဟိုမဂ္ဂဇင်းပေါ့နော်အဲ့မဂ္ဂဇင်းလိုလဲဒါဆရာခွန်သက်တဆန်ရှာပေးတယ်ဒီထဲမှာလဲဆိုတော့ဒါဟို ODS ODC လုတ်တယ်မဟုတ်လုတ်တယ်ပေါ့အဲ့တော့သူတို့ကလည်းရှာပေးတယ်အဲ့ထဲမှာလဲဒီမှာဘယ်သူပါလဲဆိုတော့ဒါကတော့တော်တန်မိုးရှိတယ်ဒီဟာအဲ့ O7 ဦးတိုက်ပွဲမှာဥဆောင်ပြီးတိုက်ခဲ့တဲ့ဘုံမွေးမျိုးချစ်ဩဒီတကယ်ကားရရှင်ပေါ့အဲ့တိုက်ပွဲမှာအဲ့တိုက်ခဲ့တဲ့တိုင်ရင်ရဲ့တိုင်ရင်မှုသူတဲ့တေချာတော့မရှိတော့ရွှေတွေ့ကံပေါ့ဟမ်အဲ့ချိန်မှာရွှေတွေ့ကံပေါ့တိကန်တိုင်းတွေ့ကံတိုင်းတိုင်းမှုတက်မှုခမရ359အဲ့တက်မှုအဲ့ဒီO7 ဘာတီကမဂ္ဂဇင်းဒါကျွန်တော်တို့ကအထောက်ထားလေးဒါရတော့အပြင်မှာရှားလို့မရပါဘူးမရှိပါဘူးဒီစောက်တည်းနော်ဒါဟိုသူနီးစပ်မှာပဲရှိမှာအတွင်းမှာပဲရှိချင်ပါကောင်းတယ်ဗျာဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ပြောချင်တယ်ဒီလိုပါအထောက်ထားလေးတွေအထောက်ထားလေးဒီအထောက်ထားလေးတွေကိုချိန်ခံပြီးတော့ပြောပါတယ်ဒါလေးတွေတက်သေးလေးပြီးတော့ကျွန်တော်တို့ဗဇက်ထဲတွေ့ရပြောတာမဟုတ်ဘူးအဲ့ဒါကိုပြောချင်တာပါဗျာကျောင်းနာမဟုတ်ဒီ O7 ကပို့ဆိုးတယ်နည်းနည်းဥရတာပြောရဥရတာကွဲပြားတာတွေအများကြီးရှိတယ်အဲ့ပြီးတော့ဒီ O7 ကဘာကြောင့်ဥရတာကွဲပြားလဲဆိုတော့ဒီ O7 တိုင်ကုန်းတိုက်ပွဲမှာလေကျွန်တော်တို့မြန်မာပြည်ရဲ့ဟိုတက်မတော်ရဲ့စစ်စည်းမှုအကောင်းဆုံးကာလပြည်သူလူထုအကုန်လုံးအထူးသဖြင့်တာချီလိတ်ကပြည်သူလူထု2021နော်2001ဒီတာချီလိတ်ကပြည်သူတွေအကုန်လုံးပါတဲ့အချိန်အဲ့ချိန်မှာလဲဒီဒေသမှာခုနပြောတယ်မှာပါလိမ့်ဒေါက်တာမတ်တင်ဝင်းတို့ဘာတို့ငခင်းညိုးတို့အဲသူတို့တွေရဲ့ propaganda တွေကအများကြီးဝင်တဲ့အချိန်ဘယ်ခါကျတော့ဟုတ်တာတွေရောမဟုတ်တာတွေဒါပေမဲ့စိုက်ဝါလုပ်တဲ့ဟာလေအဲ့တော့အဲ့ဒီဟာတွေနဲ့သွားပြီးရောမှာဆိုဒါကတော့အခုကျွန်တော်ပြောမယ့်ဟာတော့ဒါအဲ့တိုက်ပွဲမှာပါတဲ့ဒါဘုံကြီးမျိုးချစ်ဟောအဓိကထားပြီးပြောမှာပေါ့နော်ဘုံမျိုးချစ်ကသူကတော့ကာယရှင်ပေါ့သူကတော့အိုဂရူထဲမှာပါတော့သူကအမေပေးဖွဲ့ထဲမှာပါတဲ့လူဖြစ်တယ်ဒီတိုက်ပွဲကိုသူကအထက်စီးကနေသူကကြည့်ပြီးတော့ဘယ်နေမှာဘာဖြစ်တယ်ဘယ်နေမှာဖြစ်တယ်ရက်ဆွဲနဲ့အချိန်နဲ့အတိအကျနဲ့သူကတော့ပြောနိုင်တယ်သူကပြောနိုင်တယ်အဲ့ဒီဟာလေးကိုပဲတကယ်ဖြစ်စစ်အမှန်လေးကိုပဲကျွန်တော်ပြောပြမှာအပိုးလေးမပါဘူးကျွန်တော်ပြောပြတယ်မှာလေအဲ့တော့ဒီဟာကိုမပြောခင်မှာဒါကျေးဇူးတင်တဲ့လူတွေတိုက်ပြီးသွားတင်ပြီးသွားပြီအဲ့တော့ဒီဟာ O7 တောင်ကုန်းဆိုတာဘယ်နေလဲဆိုတော့လည်းပြိဿတွေလည်းသိရအောင်ကိုယ်လည်းနည်းနည်းလေးဟိုတိတ်မရှင်းတာရှိတယ်တချို့ကအိုလို့မသုံးပဲ0လို့သုံးကြတယ်ဘယ်ဟာပုံမှန်လဲမဟုတ် O ကမှန်တယ်တက်မလို့မှာသုံးอ่ะမဟုတ်တက်မလို့ကသုံးလို့မဟုတ်အခုပြောပြမယ် O7 တောင်ဘာကြောင့် O7 လို့ခေါ်လဲဆိုတော့ဒီ O7 တောင်ကုန်းဆိုတာဘယ်နှမှာရှိရတဲ့ကျွန်တော်ထိုင်းမြန်မာနယ်စပ်မှာအနီးမှာရှိတဲ့တာချီလိတ်မြို့ကနေမိုင်းဆက်ဘက်ကိုထွက်တဲ့လမ်းအဲ့အထွက်တဲ့အလမ်းတောင်ချီလိတ်ပုံးထွန်ရက်ွက်ကအနားမှာရှိတယ်ပုံးထွန်ရက်ွက်မြန်မာပိုင်ထဲမှာလေအဲ့ဒီ O7 စခန်းကုန်းရဲ့အရှေ့မြောက်ဘက်ခိုက်2500လောက်အကွာမှာထိုင်းနိုင်ငံမဲဆိုင်မြို့ရှိတယ်O7 ကုန်းဆိုတာကတော့မြန်မာပြည်ထဲမှာပဲတာချီလိတ်နားမှာအဲ့တော့ဖုံးကျောင်းတွေလည်းရှိတယ်အဲ့တော့ O7 လို့ဘာဖြစ်လို့ခေါ်ရလဲဆိုတော့ဒီကကုန်းကရာဇဝင်ရှိတယ်ကျွန်တော်တို့တရုတ်ဖြူတွေကျူးကျော်တဲ့ခါမှာကွန်မန်ဒန်တရုတ်ဖြူတွေကျူးကျော်တဲ့ခါတုန်းကမြန်မာတက်မလို့တိုက်ပွဲဖြစ်တယ်တိုက်ပွဲမှာအဲ့ဒီကုန်းကို objective 7ကြီးမှန်းချက်9ကုန်းဆိုပြီးခေါ်တာO1 O2 O3 O4 O5 O6 O7 အဲ့ဒါမျိုးတွားကြတာ objective ဆိုတာကြီးမှန်းချက်ကုန်း objective 7လို့ခေါ်တာအဲ့ဒါကြောင့်မို့သူ့အတူကောက် O7 လို့ခေါ်တာ07တော့မဟုတ်ဘူးO7 လို့ပဲခေါ်မှမှန်မယ်နဲ့တူတယ်အဲ့ပါပေါ့ဟိုတချို့ကလည်းဟို hotel ခန်းနံပါတ်တွေ room နံပါတ်တွေပါညာလို့ဥမာ107လဲ107ပဲကြာရှိတော့အားကြောင့်ဘာလဲပေါ့ဒါဒီလိုခေါ်မှာတက်မလို့3လုံးလားဟိုအာသိချင်လို့ပါobjective 7ဒီမှန်းချက်9ပေါ့နော်ဒီမှန်းချက်9 objective အဲ့ဒါဘယ်မှာတွေကပေးထားတယ်အဲ့တရုတ်ဖြူကွန်မန်ဒန်ကျူးကျော်စစ်ထဲမှာတွေကအဲ့ကလေးကအဲ့ထဲက O7 လို့ခေါ်တာအဲ့ကိုအဲ့ကလေးကလည်းမြန်မာတက်မလို့အဲ့မှာတက်ဆွဲရတယ်သူကလည်းဟာပြီးတော့ရေးပါတယ်ပေါ့ဒါပေါ့ဟိုဘက်ကနေဆက်နဲ့ကဲဟိုဘက်က2500ဆိုရင်ယူရီးယားမဲဆိုင်ဖြစ်နေပြီမဲဆိုင်ဖြစ်တော့ဒါကနေဆက်ကန်စစ်စီပေါ့နော်အဲ့ဒါကြောင့်မို့ O7 လို့ခေါ်တာအဲ့ O7 ဒီနေရာလေးသိရမယ်နောက်ပြီး O7 လို့ဘာကြောင့်ခေါ်လဲဆိုတာလေဒါတစ်ချက်ပေါ့နော်နောက်တော့ဒီ O7 အကြောင်းပြောမယ်ဆိုလို့ရှိရင်ဘာနဲ့သွားပြီးတော့ပြောရမလဲဆိုရင်ကျွန်တော်ဒါတော့အနှစ်ချုပ်လေးပေါ့ဟိုကအတူတော်လေးပေါ့ကျွန်တော်အခုကျွန်တော်ကွယ်လွန်သွားပါပြီဟိုကဥခွန်စာကြီး MD ဥခွန်စာကြီးနဲ့ဒီဟာစပြီးပြောမှရဥခွန်စာကြီးကဒီမှာမော်ထိုင်းအာမီဆိုပြီးတော့ဟိုမိန်းမှာသူကဌာနချုပ်ကြီးတို့ကသူအဓိကတော့သူကဘိန်းနေပေါ့နော်အဲ့ဘိန်းနဲ့လို့တော့သူကဘိန်းကကဘာတောင်ကြော်တယ်ဘာလို့ကဘာကြော်လဲဆိုတော့အဲ့ကြော်ရတဲ့အကြောင်းရင်းလဲ CIA ကနောက်ကထောက်ပံ့နေတာပါတယ် CIA ကြောင့်လဲသူက
ထောက်ပံ့နေရတယ် CI ရဲ့အကူအညီနဲ့သူအများကြီးကြီးပွားတိုးတက်လာနောက် CI ရဲ့ဘာဖြစ်လို့ကျတော့အဓိက CI ရဲ့ရည်ရွယ်ချက်ကတော့ဒါအကုန်လုံးတီးပြီးသားပါတရုတ်ပြည်ကိုထိန်းနေတယ်ထိန်းနေတဲ့အတွက်ဒီဟိုခွန်စာကြီးကိုဥခွန်စာကြီးကိုဒီဟိုမိမထားချက်ကိုသူအများကြီးထောက်ပံ့ပြီးတော့ဘိန်းရောင်းဝယ်လဲနောက်ကပံ့ပိုးပေးတယ် သူလည်းဟိုကြီးမားလောက်ပံ့ပိုးပေးရတာပေါ့နောက်ဆုံးဘယ်နည်းပြီလဲဆိုတော့အဲ့ဒီလွတ်လပ်တဲ့နိုင်ငံတောင်ထူထောင်ခိုင်းတယ်ဒါ CI ရနေပေါ့မင်းလွတ်လပ်နိုင်ငံကြီးညာလိုက်ငါတို့ကမင်းတို့ပထမဆုံးထောက်ခံမယ်တကယ်လို့မင်းတို့ကအဲ့လိုကြီးညာလို့ရှိရင်မင်းတို့မြန်မာတက်မလို့ကလေကလာဘုံလာကျရင်မင်းတို့အဲ့လေတွေပြစ်ဖို့တဲ့လေပြစ်ဒုံးကြီးတွေတောင်မှပဲဥခွန်စာကိုထောက်ပံ့မယ်ဆိုတဲ့အနေထားမျိုးဖြစ်လာအဲ့တော့ဥခွန်စာဆိုတဲ့လူကလည်း तू ကဘယ်လိုပြောမလဲဟို तू ကဟိုအလုတ်ကသာလွဲနေတာဒါပေမဲ့ तू ကလူတော်မျိုးချစ်စိတ်လည်းရှိတယ်လူလိမ္မာသူကစဉ်းစားတယ်သူတရုတ်နိုင်ငံနဲ့အမေရိကန်ကြားနဲ့မြန်မာနိုင်ငံကြားသုံးနိုင်ငံကြားသူမြတ်တော့မယ်အဲ့တော့တရုတ်ကလည်းသူ့ကိုမြတ်တော့မယ်မြန်မာလည်းသူ့ကိုတွဲတော့မယ်တရုတ်ကလည်းတွဲတော့မယ်ဟိုမိုင်းထောင်ချီအဝေးမှာရှိနေတဲ့အမေရိကန်ရဲ့အကူအညီဘယ်လောက်စိတ်ချရမလဲသူစဉ်းစားပြီးနောက်ဆုံးသူကအဲ့မှာဟိုကတကယ်တကွာလုံးမှာလှင်ပါတယ်မြန်ပါတယ်ဆိုတော့ CIA တော့မသိလိုက်ရအောင်သူကဒီမှာဒီဘက်မှာဗိုလ်ကြီးခင်ညိုတို့ကောင်းနေဒလိုင်းဖွင့်နေသူကနှိလိုက်တာဥက္ကုစာအလင်းဝင်တဲ့အကြောင်းနောက်မှတီးကြထပ်ပြီးအခြေချက်ပြီးထပ်ပြောပြတယ်အဲ့တော့သူကရှင်းပြောတယ်သူကအဲ့မှာလင်းဝင်တယ်အဲ့မှာအမေရိကန်အရှိုက်ထိုးခံလိုက်ဖြစ် CIA ကအမေရိကန်တော့ CIA ပေါ့ CIA ကသူတရုတ်ကိုဟိုလောက်ထားမဲ့ဟာပြိုစင်းသွားတယ်အဲ့မပြီးလို့သူ့ရဲ့နောက်ကျောင်း backet တွေလည်းအကုန်ပေါ်သွားမှသူဆိုးရပေါ်သွားဆိုအဲ့တော့မလားပေါ်တော့ဒီဘက်မှာတော့ပေါ်သွားတာဒီဘက်မှာတော့ပေါ်တယ်လေဒီမှာတော့သိသွားတာအဲ့တော့အဲ့မှာသူကဘသူ့ကိုပြန်ဆွဲလဲဆိုတော့အဲ့မှာအဲ့ဥခွန်စာတဲ့သူဟိုနင်းငယ်လို့ပါလာတဲ့ရွက်စစ်ကိုလည်းသူကပြန်ပြီးတော့အဲ့မှာရွက်စစ်နဲ့အင်အား200လောက်ကိုသူကပြန်စီးရုံးလိုက်တယ်ဘယ်လိုစီးရုံးလဲဆိုတော့ဥခွန်စာကြီးရဲ့အဲ့ဒီအမေရိကန်မှာမွေးစေဝါတက်ရတဲ့ဒေါ်လာတန်း200လောက်အကျွေးရဖို့ရှိတယ်ဟာဒေါ်လာတန်း200လောက်အကျွေးရဖို့ဒေါ်လာတန်း200ရအောင်ငါတို့မင်းလုပ်ပေးမယ်ရအောင်လုပ်မင်းပေးမယ်မင်းမလိုက်သွားနဲ့ဆိုပြီးတော့ရက်စစ်ကိုပြန်ပြီးတော့စီးရတဲ့ခါတော့ရက်စစ်ကလည်းအဲ့မှာအင်အား200လောက်နဲ့ပြန်ပြီးတော့တော့ပြန်ခိုးသွားတယ်ဒီဥက္ကဋ္ဌနဲ့သူပါလာပြီးတဲ့ခါကျမှဒန်းနဲ့ချလက်နဲ့အဲ့တော့လေကိုလက်နဲ့ငင်းငယ်လဲလဲတာတွေပါရှိရလေစကလုံးအတုံးလုံးအစ်စ်လေအဲ့တော့ဟာလဲလဲငင်းငယ်လဲလဲတယ်ဆိုစကလုံးအတုံးအစ်စ်ဝါရအစ်စ်လေးထွက်လာအဲ့ဒီဥက္ကဋ္ဌကြီးဟိုဆုံးသွားတာစောတာပေါ့ဒီချင်းတော့ရှိရင်ကျွန်တော်တို့တန်းနေရတဲ့တန်းလောက်မြန်မာ Nation Voice ကဂျမ်းမဝင်တောင်းလိုက်ပါအလှခံပါဟိုဒီတော့ဘယ်လူမရှိဘူးလေ Nation Voice ကစင်းရဲနေတာပါဟုတ်တယ်အဲ့လိုပြင်ဘောမမီဒီယာသာပြောတာကျွန်တော်ပြောတယ်တရားကလည်းမရပါဘူးသူကလည်းမပေးပါဘူးပေါ့သူကလည်းမတော့ပါဘူးဗျ monetization လည်းရှောက်လို့မရသေးပါဘူးဒါတော့ကြော်ညာဝင်တာပေါ့ကြော်ညာဝင်တာအလှခံဝင်တာပါအဲ့တော့အဲ့မှာဒီ justice ကြီးကြံခဲ့ကြံပြီးတော့သူကအဲ့မှာ CIA ကသူ့ကိုဘယ်နေရာမှာနေရာချဆိုဒီထိုင်းမြန်မာနိုင်ငံ border line ရှောက်ပါအဲ့ချိန်တော့ယူရီးယားလည်းသူကအမေရိကန်လူလေအဲ့တော့သူကလည်းဘောဖာထားတာပေါ့အဲ့တော့ဒီမှာ US နဲ့အဲ့မှာ Thai တက်မလို့နဲ့သူက close fit နော်ဒါထိုင်းဘက်ကတမိုင်းချောင်းလေးအခြေအနေတစ်ပိုင်းနောက်တစ်ခါထိုင်းနိုင်ငံရေးအခြေအနေလည်းဘယ်လိုဖြစ်နေတော့ထိုင်းနိုင်ငံရေးအခြေအနေမှာအဲ့ချိန်မှာ Charlie Ban ကထိုင်းဝန်ကြီးချုပ် Charlie Ban ကရွေးကောက်ပွဲရှုံးသွားတယ်ရှုံးပြီးတော့ဘသူ့ကိုလွှဲရမှာတက်စင်ကိုလွှဲရမှာအဲ့မှာတက်စင်တော့ပေါ်နေပြီတက်စင်အခုကျွန်တော်တို့အခုချတယ်ဟိုနဲ့ဟွန်ဆိုင်နဲ့ပြန်ချင်းဖြစ်နေတဲ့ဘိုးတော်ကြီးနဲ့အဲ့တက်စင်ကသူကပထမဆုံးသူကဝန်ကြီးချုပ်ဖြစ်တော့မှသူ့အာဏာလွှဲရတာမှာလွှဲကလာဖမ်းမဲ့လို့တော့အဲ့လိုလွှဲရရမယ့်အချိန်မှာ Charlie Ban ကကျွန်တော်နဲ့အသိအဆင်မပြေဘူးဘာဖြစ်လို့အဆင်ပြေဆိုအခုအဲ့တုန်းကဘာဖြစ်လဲဆိုတော့မြန်မာတက်မတော်ကလည်းဘာမြန်မာနိုင်ငံလည်းဘာလို့သူ့ကိုအစာမကြည့်လဲ Charlie Ban ကိုအဆင်မပြေဖြစ်လဲဆိုတော့အဲ့တော့အကိုကြားလိုက်မယ်ကျွန်တော်တို့ God Army ဆိုပြီးတော့ဟိုဗာလဲလူသားထုလားဘာလားဝင်ကျုံတာလေအဲ့ပထမတစ်ခါမြန်မာတန်ရုံး Johnny တို့တင်ဂျွန်နီကင်းလာပါလူသားကင်းလာပဲဂျွန်နီပါအဲ့ကလေးလေးအဲ့ကောင်အလင်းနဲ့ကောင်ဦးစီးတဲ့ဒီ God Army ဆိုတဲ့ဟာကသူကပထမတစ်ခါမြန်မာတန်ရုံးကိုအပိုင်ဝင်စီးတယ်စီးတဲ့ခါကျတော့အဲ့ချိန်မှာချွန်လီပိုင်ဝင်ကြီးချုပ်မြန်မာတန်ရုံးကိုအကူကြီးမပေးအပြင်ကိုအဲ့ကောင်တွေကိုသူကအဲ့ကောင်တွေကိုရဟရင်နဲ့ခေါ်သွားပြီးတော့လွတ်အားကျွတ်မှာသွားပြီးတော့ချပေးလိုက်သေးတယ်ဟဲ့လားဟုတ်တယ်နောက်တစ်ခါအဲ့ဒီကောင်တွေကပဲထိုင်းမှာရှိတဲ့စေယုံကြီးတယုံကိုတခါဒဇာကန်တစ်ထောင်လောက်နဲ့အကျန်းဖက်တယ်အဲ့မှာကျတော့အဲ့ဟိုကောင်တွေကလက်နဲ့ချတယ်လက်ချအချိန်မှာဒီကောင်ကိုလက်နဲ့ချပြီးလက်နဲ့တနက်ချပြီးတဲ့ခါကျမှအကုန်လုံးနှစ်ဖူးရွေးပြစ်တယ်နှုတ်ပိတ်တာလို့ကြားနှုတ်တယ်အဲ့ဒီဟာကိုလည်းကျွန်တော်တို့မြန်မာအစိုးရမကြိုက်ဘူးဘာလို့ဆိုကိုနိုင်ငံသားကိုတိုင်းသားတွေပြီးလို့ရှိရင်ငါတို့တန်ရုံးကိုအပိုင်စီးတဲ့အချိန်တုန်းကဒီကောင်တွေလည်းလို့စပယ်လုပ်တယ်ဟဲ့လားအကူညီပေးတယ်အခုသူတို့ဆေးရုံကြီးကိုအပိုင်စီးတဲ့အခါကျတော့တက်ပြစ်လိုက်တာငါတို့နိုင်ငံသားတွေဟုတ်တယ်ဆိုတော့ဒီချိန်မှာဒါအဲ့ချိန်တော့ကျွန်တော်ထင်ပါတယ်ဗိုလ်ချုပ်ကြီးအန်ရွှေတို့အစိုးရဖွဲ့နေတူပါတယ်နောက်နိုင်ငံတော်အေဂျင့်တိုင်းနဲ့ဖွံ့ဖြိုးကောင်စီဖြစ်လေဗိုလ်ချုပ်ကြီးခင်ညွန်းတို့သူတို့ဖြစ်လေအဲ့သူတို့ကလည်းအဲ့ဒီဟာဒီထိုင်းနိုင်ငံမှာအဲ့ချိန်မှာတိတ်ပြီးတော့အစမပြေဘူးအစမကပ်ဘူးအဲ့အစမကပ်အဲ့ပြအပြင်ကိုမြန်မာနိုင်ငံကအဲ့ချိန်တော့ sanction တွေအများကြီးမိထားတာအဲ့တော့
ဟိုစစ်လက်နက်ပစ္စည်းလက်နက်ပစ္စည်းကခုနကအခုပြောတဲ့လေချောင်းပါပေါ့လေချောင်းမှာကျွန်တော်တို့သူများတဲ့ F16 တွေဘာတွေမသုံးနိုင်ဘူးအခုလို MiG-29 တွေ MiG-31 တွေဘာလဲမသုံးနိုင်ဘူးမသုံးနိုင်အမှ Yak 130တွေဘာမသုံးနိုင်သေးဘူးစီဝိုင်းလည်းပိတ်ဆို့ခံစီဝိုင်းလည်းပိတ်ဆို့ခံထားတယ်ကျွန်တော်တို့ဒီမှာအကောင်းဆုံးရှိတာဆိုဘာရှိလဲဟိုတရက်ကွက်လာတဲ့ F7 လောက်ပဲရှိနောက်တစ်ခါ Yugoslav နဲ့တူတဲ့ G7 ဆိုတာ Super Gallant အဲ့ကောင်ကအဲ့လေခုနပြောမဟာဗျာဟို F16 ရေတော့ဘယ်ရှင်လို့ရဟိုကောင်နဲ့ Air to Ground ဟိုက G4 က Air to Ground ပြတဲ့ဟာ F7 ဆိုတော့ဂျာပြတ်တက်ခိုက်လေးအဲ့ဒီဟာမျိုးတွေကြတော့ဒါတော့ပဲရှိတယ်အဲ့ရှင်းပြောလို့ရှိရင်တော့မြန်မာပြည်ရဲ့အဲ့ချိန်မှာစေးရနေမားနေတဲ့အချိန်အဲ့တော့ချန်လီပိုင်ကဒါသူကမြန်မာပြည်ကိုအကဲတွေးလို့ဆိုင်ပြီးလို့ရှိရင်တက်စင်ကိုသူကပြဿနာနဲ့သူကလွှဲပေးလိုက်ခြင်းတယ်မြန်မာနဲ့ပြဿနာထားခဲ့လိုက်တယ်ဒီလူစိတ်ပုတ်တယ်အဲ့လိုချန်လီပိုင်အစင်မပြေဘူးလေဘာမှလည်းစင်အဲ့တော့အဲ့လိုမျိုးဒါနောက်ခံအကြောင်းတရားလေးနောက်ခံအကြောင်းနဲ့အဲ့လိုအစင်ရှိနေတဲ့အချိန်အဲ့လိုအခြေအနေရှိနေတဲ့အချိန်မှာအဲ့ခုနကကျွန်တော်ပြောတဲ့ O7 ဒါတိုက်ပွဲအစဘယ်အစရဆိုခုန O7 တိုင်ပွဲတော့မှာကျွန်တော်တို့ခမရ359ကနေပြီးတော့ဒုရာခံကိုကြော်ထီးဦးစီးတဲ့အင်အား10ဦးအဲ့စခန်းကမှ O7 တောင်ကမှတက်ဆွဲရတယ်ဒီတက်ဆွဲရှိတာနော်10ယောက်ပဲရှိတယ်ဒုရာခံကိုကြော်တက်ဆွဲရတယ်အဲ့ဒါကိုအဲ့2000ခုနှစ်ဇန်နဝါရီလထဲမှာဒီဂျိုးရီးယားဘက်ကနေပြီးတော့တက်ချက်ကြီးအဆင့်ရှိတဲ့အယောက်20လောက်ကအဲ့ဒီမနေ့မှာရောက်လာပြီးတော့အဲ့ဆဲကြော်ထီးအခုခေတ်ခေါ်ရင်တော့ဘိုးလေးပေါ့ဘိုးလေးကြော်ထီးမင်းတို့စမ်းပွားစင်းပြီဟာဒါငါတို့ပိုင်တဲ့နေရာငါတို့စကန်ဆွဲမယ်လို့ပြောတယ်ဒါအဲ့လိုပြောရနော်အဲ့ပြောခိုင်းတော့စိတ်ကြော်ထည့်ရလေဟာတက်ကကောင်ပဲဟာဒီစကန်မှာငါနေတော့အိုသေးတော့မယ်ဒီမှာတူဟိုတရုတ်ဖြူကွန်မန်ဒါလက်ထက်တည်းကနေပြီးတော့ဒီမှာစကန်မှာငါတို့ထိုင်နေတာမင်းတို့ထိုင်နေရမဟုတ်ဘူးပြန်တော့ blind ရန်စားတာပဲရန်စားသွားအဲ့လိုရန်စားမှ तू ကလည်းဒါအကဲဆက်ရမှာစစ်တယ်ရမှာလေတက်တနာဖြစ်မှ तू စစ်တယ်လို့ရအောင်ရန်စားအစိမ်းကြော်ထည့်ကပြန်ပြောလိုက်တယ်ပြန်လို့ပြောလိုက်တယ်မလာခဲ့တယ်ရန်လာမစားနဲ့အေးစိနေအဲ့ဒီကောင်ကမပြန်ဘူးဒါပေမဲ့အဲ့စခန်းရဲ့ရှေ့ဂိုက်200လောက်မှာဂိုက်200လောက်အကွာမှာစခန်းချပြီးတက်ဆွဲတာလေအဲ့တော့ဇိုင်းကြော်ထည့်ကချက်ချင်းသူ့တက်ကိုတင်းပို့တယ်ဘာကြောင့်တိုင်းမှုတွေဒီတိုင်းမှုဆိုခုနဘုံကြီးမျိုးချစ်ပေါ့ဘုံတိုင်းမှုတို့တိတယ်ဟာတိုင်းမှုကမှတစ်ဆက်ရောမှုကမှတိုင်းမှုဘာညာအဲ့အကုန်လုံးတိကြတိတော့အဲ့လိုကိုဘက်ကတော့ဒီချင်းနဲ့တိလိုက်အချင်းတွေကဒီကောင်တွေရလာဒါပေမဲ့ဘာမှမဖြစ်သေးတဲ့ဘာမှမလုပ်သေးဘူးအဲ့တခါနောက်တစ်ခါအဲ့2000ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာပထမတစ်ခါတော့ကျွန်တော်ဇန်နဝါရီလသူရက်ဆွဲအတိအကျမပေါ့ဇန်နဝါရီလနောက်တစ်ခါ9ရက်နေ့ဆိုတော့ဒီဇန်နဝါရီလ1ရက်နေ့ကနေပြီးတော့6ရက်နေ့အတွင်းပေါ့ကွာဒီတပတ်လောက်အတွင်းမှာတခါနောက်ထိုင်းဘက်ကနေပြီးတော့ဘိုးကြီးရိုးထင်ထိုင်းတက်မလို့ကဘိုးကြီးရိုးထင်ဦးစီးတဲ့အယောက်40လောက်ကတခါထက်လာနှစ်ဆလောက်ဖြစ်လာပြီထက်လာပြီးတော့အဲ့ဆရာကြီးကျော်သေးကိုဟဲ့စင်းပေးအဲ့မှာကျော်ကြီးကျော်သေးကဆရာကြီးကျော်သေးကစိတ်ဆိုးသွားတယ်စိတ်ဆိုးတနကပိုင်ကြီးတွေဖောင်းတိုင်းနဲ့အဲ့လိုဆက်တင်လိုက်ပြီးတော့မစိတ်ပေးနိုင်ဘူးကွာမင်းတို့ငါတို့ဘောက်လေစာမင်းတို့မစိတ်ပေးနိုင်မင်းတို့ဘာလို့ရှင်လဲပြောအဲ့လိုမျိုးသူကစိတ်တူသွားတယ်ခက်ကြမ်းပေါ့ခက်ကြမ်းပေါ့အဲ့ဒါကြီးပဲဆွတ်တင်လိုက်တယ်ဖြောင်းနေပါမောင်းနေပါဆွတ်တင်လိုက်ဖြောင်းထားဆွတ်တင်ပြီးတော့အဲ့မှာအဲ့တော့ဒီကောင်တွေကလည်းဟာမရဘူးဆိုပြီးတော့ဒီကောင်ဟိုဘက်ကတူရကန်မူကြီးကမလွယ်ဘူးကြမ်းတဲ့ဟာပြန်ဆင်းသွားပြန်ဆင်းပြီမဲ့လေတစ်ဖက်ကစီးပြင်းနေဟိုပြန်ဆင်းနေဆိုမဲ့ပြန်မဆုတ်သွားဘူးမဆုတ်သွားအဲ့ရှေ့မှာအဲ့မှာလာပြီးတော့ပြင်ဆင်စုဖွဲ့အဲ့တော့နောက်တစ်လေကြာရောတခါအဲ့ယူရီးယားမှာတခါလာပြီးယူရီးယားကအင်အား100တိုးလာပြီးတော့အင်အား100ထပ်ပြီးဖြည့်တယ်ပြီးတော့စုစုပေါင်းအဲ့အောက်မှာလှုပ်ရှားနေပဲ300လောက်ဖြစ်သွားတယ်ကိုဘက်ကဘာမှမတိုးသေးဘူးနော်ဆက်ရောက်ကိုဘက်ကဘာမှမလုပ်သေးဘူးအဲ့မှာနောက်ဟိုဘက်ကဘာလို့ဆိုကွန်မန်ဒိုအင်အား100လောက်ထပ်ဖြည့်တယ်ပြီးတော့ကွန်မန်ဒိုတိုက်တန်ချက်က5စီးနောက် M60 တင်က4စီးနောက်10စိန်မြောင်းတင်ရင်2စီးဟိုဘက်ကအင်အားထပ်ဖြည့်ကြတော့အဲ့မှာဟာဒီဘက်ကမဖြစ်တော့ဘူးမဖြစ်တော့ဘူးဆိုဒီဘက်ကနောက်ထပ်တက်စုပဲထပ်ဖြည့်တယ်ထပ်ဖြည့်အကြီးဖြစ်လာနောက်အဲ့ဟာကိုဘယ်လိုသိရလဲဆိုတော့နောက်ပိုင်းမှာဘယ်လိုထိုင်းတက်မတော်ကတိုင်း3တိုင်းမူဘိုးချိုကြီးဝါတနာချိုင်းကတိုင်းတိုင်းလုံးကိုဦးစီးပြီးတော့တစ်နေတန်ချက်ကလေးလေချောင်းရေချောင်းအားလုံးအသင့်ပြင်ဆင်ထားပြီးအဲ့တဲ့င်းကထောင်လိုက်ရပြင်ထားပြီးနောက်တော့ချင်းရိုင်မှာလဲ155မမပါဆိုဟောဝစ်စာအမြောက်ကြီးကို155 155အမြောက်ကြီးအဲ့155အမြောက်ကြီး9လက်ကအသင့်ပြင်ထားပြီးအရှင်ကြီးအဲ့လိုဖြစ်သူတို့ကတိုက်တော့ပါရဲ့ပေါ့သူတို့ကချမှာနောက်လေတက်ကလည်းသူက S6 တိုက်လေနေအားလုံးအသင့်ပြင်ပြီးနောက်ပြီးတော့အဲ့မှာသူတို့ကသတင်းရပါတော့ရွက်စစ်ကခုန SUR ပေါ့ SUR ကိုရှေ့တန်းတင်ပြီးတော့O7 ကိုတိုက်မယ်ပြီးလို့ရှိရင် channel ဖွဲ့တွေကထိုင်းတက်ဖွဲ့တွေကတာချီလိတ်ကိုသိမ်းမယ်ပြီးလို့ရှိရင်ဗာလဲchannel ဖွဲ့တွေကလည်းအဲ့ channel သူ့ဟိုဘက်အဲ့ဒန်ဆာခုံးမရှိစခန်းတွေအကုန်သိမ်းမယ်
နေစားအားလုံးပေါ့ နေစားအားလုံးနေထိုင်းနဲ့ထိတဲ့နေစားအားလုံးသိမ့်မယ်ဆိုတဲ့အနေထားဖြစ်သွားဒါနောက်ပိုင်းရတဲ့တင်ပေါ့အဲ့တော့ဒီဘက်ကမြန်မာအဲ့တော့မြန်မာတက်မလို့ကဘာလုပ်လဲဆိုတော့အခါမှ359ထိုင်းတာချီလိမ့်မှာကတော့3ရင်းရှိတရင်3ရင်းရှိတယ်တရင်3ရင်းမှာမှတရင်ဟို2ရင်းတရင်နာ2ရင်းထွက်ပေါ့နော်အဲကျန်တဲ့တရင်နေလောက်ကတော့ဒီခါမှ359ကသူကဒီထိုင်းနဲ့စခန်းနိုင်နေတဲ့လုံခြုံရေးလောက်ရတယ်ကျန်တဲ့တရင်ကတာချီလိမ့်မျိုးပေါ်မှာလုံခြုံရေးလောက်ရတာချီလိမ့်မျိုးတွေလုံခြုံရေးလောက်ရအဲ့တော့ဒီမှာမြန်မာဘက်မှာကခုနအခါမှ359စစ်ကြောင်းနဲ့ဒုတိုင်မှုဘုံမှုစိုးစိုးစော်ဦးစီးနဲ့စစ်ကြောင်းတို့တစုနဲ့အင်အား120ဦးပြင်ထားတယ်နောက်ပြီးရင်87မမစိန်မြောင်း2လက် MA7 2လက်ဟလာ BA103 လောင်ချာ2လက်နောက်ပြီးပြစ်ကူဖြစ်နေအမှတ်3ခွန်ကိုအမြောက်တက်ခွဲနေပြီး130မမစိန်မြောင်း3လက်နောက် Lansam Leader စကန်နေပြီး G4 F7 ဒါနှစ်ဖက်စစ်ပြင်တဲ့အနေထားနှစ်ဖက်စစ်ပြင်တာဟိုဘက်ကတော့အင်အားတော့ဒီဘက်ကတိုင်းတာပဲတိုင်းတော့ပဲဒါတရင်မှုဥက္ကဋဘုံမူမျိုးချစ်တရင်မှုဘုံမူမျိုးချစ်ဘုံမူဒုတိယဘုံမူမျိုးချစ်ဦးစီးတဲ့စစ်ကြောင်းတစ်ကတာချီလိမျိုးထဲမှာရှိသေးတယ်အဲ့ဒီ O7 ထွက်မလာသေးဘူး O7 နဲ့တာချီလိတဲ့ဘလောက်မှမဝင်သူဟိုနီးလေးပဲသွားလို့ရသူတရင်နဲ့ဒီ O7 ကုန်းနဲ့လမ်းလျှောက်သွားလို့ရတယ်တစ်ချီစရာမလိုအဲ့တော့အဲ့မှာတော့ဘိုးကြီးဟိုပြီးတော့အဲ့မှာကျတော့တော်ခုနတက်ခွဲပဲထားသေးတယ်လောလောဆယ်အဲ့တော့အဲ့ချိန်တော့တိုင်းမှုကဘာတူလဲဆိုတော့ကျွန်တော်တို့ရဲ့ချစ်တော်ကြီးဗိုလ်ချုပ်သိန်းစိန်နိုင်ငံတော်သမ္မတကြီးဘာပြောင်းသိန်းစိန်ပေါ့နော်သိန်းစိန်အရှင်တော်တိကတိုင်းစင်တာတိုင်းမှုနောက်တခါဓာကဆမိုင်းဖြတ်ဓာကဆမှုကဗမှုချုပ်တန်းအောင်နော်နောက်ပြီးတော့အဲ့ချိန်မှာအဲ့လိုမျိုးတစ်ဖက်စစ်ပြင်တာပေါ့နော်စစ်ပြင်တဲ့ချိန်မှာအဲ့ချိန်မှာမြန်မာတက်မတော်ကဒါစစ်ပြင်စင်မှုအကောင်းဆုံးချိန်ပဲစစ်စည်းရုံးမှုအကောင်းဆုံးချိန်ပဲဒါဆိုကျွန်တော်လည်းအဲ့ချိန်တော့ဒီ social media တွေမှာတွေ့ရတယ်ဟာထိုင်းနဲ့ဒုပြဿနာဖြစ်နေပါတယ်ပြီးအဲ့ချိန်မှာသတင်းလိုက်တဲ့မှာကျွန်တော်ဒေါက်တာမတ်တင်ဝင်းတို့တက္ကသိုလ်မြတ်သူတို့နောက်တင်တန်းဦးတို့နောက်ပေါက်စာတို့ကပ္ပိယကန်ကောင်းတို့ဖိုးခွားတို့ဖိုးညံတို့ငခင်ညိုတို့စောင်းပါးတွေနဲ့ဒေသထဲမှာရေးလဲစစ်စည်းရုံးမှုလုပ်နေတယ်ဟလာပြီးဒေါက်တာမတ်တင်ဝင်းဆိုဗာလဲဟာကျွန်းမဖြစ်ဘူးကျွန်းစစ်တယ်တို့ဘာလို့စောင်းပါးနေလဲဟိုထိုင်းရတော့သူ့ကို blacklist လုပ်လိုက်တယ်လေခေါင်းလေးတော့ခောက်ပလိုက်ချင်တယ်ချာပကြီးပြောတယ်ထိုင်းလိုက်ခေါင်းလေးခောက်ပလိုက်ချင်တယ်ဆရာမဒေါက်တာမတ်တင်ဝင်းပြောတာလေသူ့ blacklist လုပ်လိုက်တယ်အဲ့ချိန်မှာစစ်စည်းရုံးမှုကအရန်ကိုမြင့်တက်နေချင်းတာချီလိမ့်မှာလဲအိမ်တိုင်းလိုမြန်မာအလံလွင့်နေပြီတာချီလိမ့်မှာပြီးလို့ရှိရင်အဲ့ချိန်မှာတက်ကဲရဲရဲလဝကရဲဟလာပြည်သူစစ်ကဲတမလို့အကုန်လုံးကစီလုံးညီညွတ်ပြီးတော့အရန်ကိုပူအောင်ဆောင်မတာအကောင်းနေချင်း ready ပဲပေါ့ ready ဖြစ်တယ်အဲ့တော့အဲ့လိုမျိုးမြန်မာဘက်ကစစ်စီးရုံးမလို့ထိုင်းမှာလည်းအဲ့လိုပဲသူတို့ဘက်ကစစ်စီးရုံးဘာလို့ဆိုအဲ့မှာထိုင်း channel 7တို့ဘာလို့မှာသူတို့စစ်စီးရုံးမလို့တာပေါ့နော်အဲ့တော့ဟိုဟာဂျာဘွားပေါ့နော်ဟိုကောလောဟာလာတည်င်းပေါ့နော်ကောလောဟာလာတည်င်းရအဲ့မှာဟိုဘက်ဒီဘက်နဲ့ဆက်ပြီးတော့ပြစ်ကြတယ်အဲ့မှာမြန်မာဘက်ကနေပြီးတော့ဟလာဘုံဘုံနှစ်ယောက်ကနေပြီးတော့ထပစ်လိုက်တယ်ရဲတော်ရင်တလန်နေပြီးတော့ဒီဘက်ကနေအမြောက်ထားတွေ့တယ်ဟိုကထိုင်းပြည်3လောက်တည်သွားတယ်အဲ့ဒါကိုဒီဘက်ကနေပြီးတော့တက်ကလူတွေကနေပြီးတော့ဟိုဗိုလ်ချုပ်ကြီးမောင်ကြီးကိုတင်ပြတယ်ဗိုလ်ချုပ်ကြီးမောင်ကြီးကအဲ့ဒါကိုဟာအဲ့ကောင်တွေငါလွတ်ထားတာကွာဆိုပြီးပြောလိုက်တယ်ဆိုတာဒါတွေကလည်းလောလောဆယ်ဒီထဲမှာတော့အထောက်ထား document တော့မတွေ့ဘူးဒါပေမဲ့အဲ့ချိန်တော့ကျွန်တော်ထင်တယ်အဲ့တော့စစ်စည်းရုံးမှုလုပ်တဲ့အချိန်ဆိုတော့ဒါတွေက propaganda လုပ်တဲ့ဖြစ်နိုင်တယ်စစ်လုပ်တယ်ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဘုံမှုကဘာတူလဲဘယ်ကလဲဒါတကယ်လည်းဖြစ်နိုင်တယ်တကယ်လည်းဖြစ်ချင်မှလည်းဖြစ်လိမ့်မယ်ဒါဆိုကျွန်တော်အထောက်ထားခိုင်းမှာ document မတွေ့အောင်ဒါပေမဲ့အဲ့ဒီတော့အဲ့အားကြီးကြားရတဲ့ခါကျတော့ဟိုအားလုံးကတက်ကြွနေပြီစစ်မှန်တော့တက်ကြွတယ်နော်အဲ့တော့တောက်တက်နေရခြားထားမှုတွေပြောပြတက်နေရခြားထားပြောဒါဖျားဖြူဘုံပေါ်မှာဘိုးခင်မောင်ကျူဦးစီးတက်ခွဲဒါတာချီလိလုံညုံရေးနောက်တော့အဲ့ခုန O7 ကုန်းပေါ်မှာဘိုးကြီးစောနိုင်ဘူးစောနိုင်ဦးသာတော့အဲ့ O7 ကုန်းပေါ်မှာတက်ခွဲနောက် IO ကခုနဘုံကြီးမျိုးချစ်ကဲ IO လဝကရဲမီးတက်ကဲပြည်သူစစ်ကဲစုပေါင်းတက်ခွဲတွေကဒီတာချီလိမျိုးထဲမှာသွားကင်းလှည့်ကင်းနေလှည့်ပြောတာချီမျိုးလုံညုံရေးအဲ့တော့ stand by ပေါ့ပြောချင်တာကွာအကုန်လုံးကတောင်းစိတ်တယ်နေဆက်မှာလည်းစကန်ချတယ်တိုင်ရင်မှာလည်းတကြီးခုန 2SC ဦးစီးတဲ့သူတိုင်ဘုံမူဆိုးစောဦးစီးတဲ့အရန်တက်ကအစနစ် O7 ကုန်းမှာဘိုးကြီးစောနိုင်ဦးကတစ်ခွဲဒီဘက်မှာဘိုးကြီးခမောကျော်ကတစ်ခွဲနောက်ပြီးတိုင်မှုဦးစီးဟာတချီလေးမှာရှိတယ်အဲ့ဒါအပြင်ကိုနောက်တန်းရဲမေတွေကဘလောက်စစ်စစ်မနောက်တန်းရဲမေတွေလည်းအမြဲတမ်းနောက်ကတော့မှဓမ္မစကြာရွတ်တာတို့ပြေးရွတ်တာတို့ပဋ္ဌာန်းရွတ်တာအဲ့ဒါမျိုးတွေနဲ့အကုန်လုံးကစစ်စင်းကအကုန်လုံးလှုပ်ထားပြီးသားမိသားစုစီးရိုးမှာလှုပ်ထားပြီးသားတော်တော်လေးကောင်းတယ်အခြေအနေကောင်းတယ်လို့ပြောရမှာပေါ့အဲ့တော့ကျွန်တော်အခုချိန်စပြီးတော့ဒါ
ရက်ဆွဲလိုက်ပြောမယ်ရက်ဆွဲလိုက်နော်အဲ့ဒါကူအခြေအနေက ဘယ်ပြစ်စင်လာတော့ ဘယ်မဖြစ်သေးခင်အခြေအနေကိုရှင်းပြတာမဖြစ်သေးခင်မှာဒီလိုအခြေအနေဖြစ်နေထိုင်းဘက်ကလည်းဟိုဘက်ကဝတ္တနာချိုင်းဦးစီးတဲ့ထိုင်းတိုင်းမှုစစ်ပြင်းနေတယ်အမှ3တိုင်းမှုဝတ္တနာချိုင်းဦးစီးတဲ့ဟိုဘက်ကလည်းစစ်ပြင်းနေတယ်ဒီဘက်ကလည်းဖြစ်တော့မယ်သိပြီစစ်ပြင်းနေပြီအခြေအနေအဲ့လိုဖြစ်နေပြီပေါ့နော်အဲ့တော့2000ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာဒီခုနကျွန်တော်အခုဒါပြောမယ်ဟာဒီဘုံမီမျိုးချစ်တိုင်းမှုသူကိုယ်တိုင်တိုက်ခဲ့တဲ့တိုက်ပွဲဆိုတာသူဟာဖြစ်စဉ်လွဲစရာမရှိဘူးသူ့စရာကိုပြောမယ် तू ကအဲ့နေ့မှာဒီခမ359တိုင်းမှုဘုံမီမျိုးချစ်က तू ကတခမ်းပတ်လေပတ်စစ်တယ်နောက်ဒီတခမ်းထဲမှာနေရာချရစစ်ဆေးတယ်နောက်အင်အားတွေဖြည့်တင်ဥပမာ तू 07ကုန်းမှာတက်ကြည့်တယ်တက်ကြည့်တော့စောတိုင်းဦးမင်းအခြေအနေကဟာအစုစုပေါင်းမှာအင်အားလေးလောက်ပဲရှိတယ်ဟာအဲ့ဒါမင်းကတော့24ရောက်ထပ်ပြည့်ပြီဆက်ပြည့်ဆိုပြီးတော့အနောက်ကဟိုစစ်သားတွေမလောက်တဲ့အတွက်အောက်က IO မင်းတို့အကင်းတကန်းနေမှာဘယ်လောက်ရှိတယ်မင်းအနည်းဆုံး9လောက်မထုံနိုင်လားထုံနိုင်တယ်အဖအင်အားထပ်ပြည့်ပြီဒါတော့ तू စစ်နည်းစစ်လောက်ခုံလုံးနေပါနော်ပြီးလို့ရှိရင်လက်နက်ခဲရိတ်ခါဖြည့်ရတော့မယ်အင်အားအကုန်ဖြည့်တယ်လိုအပ်တဲ့အကုန်လိုက်စစ်တယ်အကုန်ဖြည့်တယ်ပြီးလို့ရှိရင်လိုအပ်တဲ့အရန်ရိတ်ကောင်သူတိုင်ရင်မှာထားတာတိုင်ရင်မှာတော့ဘိုတိုင်ရင်မှာ 2NC ရှိတယ် 2NC နဲ့အဖွဲ့ကိုအဲ့အစင်းနဲ့လောက်တာပက်ကစ်လောက်တာအသင်းလောက်တာလိုအပ်တဲ့ထိုင်ပို့မယ်တင်းလောက်မယ်သူကဒါသူ့ရဲ့ကြိုတင်မြင်စင်းပေါ့အဲ့တော့အဲ့နေ့ညအဲ့8ရက်နေ့ညဘက်မှာဓာတ်ကဆောင်ကဘုံချုပ်တန်းအောင်ပေါ့ဘုံချုပ်တန်းအောင်ကဖုံးဆက်တယ်သူ့စီကွန်မြူချစ်ကိုသူကတော့ဟုတ်တယ်ဘုံမီမျိုးချစ်နော်ဟုတ်တယ်ကွန်မြူချစ်ဘုံမီမျိုးချစ်ရေးတဲ့မနေ့မှတိုင်းမှုလာမယ်တဲ့အဲ့ဒါဟိုခိုင်းမှုလာမယ်ဆိုရင်ခင်ဗျာကြိုပြီးတော့ပြင်ဆင်တိုင်းမှုလာသူတိုင်ရင်မှနေမှာအဲ့တော့အဲ့မှာလာမယ်တဲ့မင်းအဲ့ဒါကြိုပြီးတော့ပြင်ဆင်ထားပေးပါပြီးတော့မင်းလည်းလာခဲ့လိုက်ပေါ့ဟိုတိုင်းမှုလာကြိုလိုက်ပေါ့အဲ့တော့တော့လည်းဟုတ်ကဲ့ပေါ့အဲ့တော့အဲ့ဒါဖေဖော်ဝါရီလ10ရက်နောက်ဖေဖော်ဝါရီလ9ရက်နေ့လဲကြာကြအောင်မနေ့9နာရီခွဲလောက်လဲကြာတော့တိုင်းမှုကတာချီလေးကိုလင်းရောက်အဲ့ကျွန်တော်တို့ရဲ့ဗပြောင်ကြီးပေါ့ကျွန်တော်တို့ရဲ့ဗပြောင်ကြီးဘုံချုပ်သိမ့်စိန်ပေါ့သူကရောက်တဲ့ခါမှာဓာတ်ကစားမှုနဲ့ခုနဘုံမီမျိုးချင်းနဲ့တွားကြိုကြတာပေါ့တွားချိုပြီးတဲ့အခါမှာသူကအဲ့ခေါ်လာပြီးတော့ရင်နဲ့ခေါ်လာရိတ်တာရောက်တဲ့ခါမှာတိုင်းမှုရောက်ချင်းဘာမှပြောကိုတောင်းအောင်နဲ့ကိုမျိုးချင်းနဲ့ငါခဏလိုက်ခဲ့အောင်သူအိတ်ခဏခေါ်သွားတယ်ခေါ်သွားပြီးဘာပြောဆိုတော့ဘာထူးသေးလဲကိုမျိုးချင်းဘာထူးသေးလဲဘာလို့တိုင်းရချပြထားတဲ့သတင်းတွေအတိုင်းပါပဲပေါ့ကျွန်တော်တော့ဘာမှထူးထောင်မရှိသေးပါဘူးအေးခယူဆိုင်တဲ့နောက်ပြီးတော့တခါဘာဆိုတော့သူကငါထမင်းမစားတော့ဘူးတဲ့ဘာခုအဲ့ဟိုဘက်မှာချင်းရိုင်မှာယူရီးယားဘက်မှာချင်းရိုင်မှာဟိုတက်မလို့ထိုင်းတက်မလို့ကာဝူးချို့အဟောင်းကဖိတ်ထားလို့ကျွန်တော်ထင်ပါတယ်နေချာကော်မတီစီဝေးသွားတာလားမသိဘူးအဲ့သူကဘာအကြောင်းသွားတယ်တော့မပေါ့ဘူးအဲ့သူငါသွားဖို့ရှိတယ်ငါအခုချင်းထွက်မယ်အဲ့ဘက်ကိုသွားမယ်မနေ့ဖန်ကြမှာပြန်လာမယ်မနေ့ဖန်ပြန်လာပြီးလို့ရှင်မင်းတက်မှာဒီတက်မှာငါအိတ်မယ်ဘာမှထွေလီကာကြီးလုံးမနေနဲ့ရတယ်မင်းကလည်းငါဒီမလာနဲ့မင်းတောင်ကြနေရအောင်သွားကိုသားအောင်ကကျွန်တော်ဒီမှာလာနေဆိုကိုသားအောင်ကဓာတ်ကစားမှုကိုသားကျွန်တော်လာနေဆိုပြောပြတာဟိုတိုင်းမှာဆက်ထွက်သွားနော်အဲ့တော့ဟိုတိုင်းမှုကဘိုးချုပ်သိန်းစိန်ကသူကချင်းရောက်နေတယ်ဒါပေမဲ့အဲ့ဒီညဘက်မှာသူကဟုတ်ပြီအဲ့ဒါဆိုရင်တော့ဟိုဓာတ်ကစားမှုကလည်းသူ့ကိုပြောတယ်မနေ့မှညနေလည်းကိုမျိုးရှိခင်ဗျမလာနဲ့တော့ခင်ဗျကတောင်ကြရလို့ကျွန်တော်ကတိုင်းမှုပြန်လာကြိုလိုက်တော့မယ်ခင်ဗျကလှုပ်ဆက်ရှိရလှုပ်ဆိုပြီးပြောလိုက်အဲ့ချိန်မှာညဘက်ကျသူကပြန်လာတာရှင်းမျိုးတော့ပြန်လာပြီးသူကင်းနေပတ်စစ်ဘာတွေစစ်နေလိုအပ်တဲ့ဟာတွေလှုပ်နေချိန်မှာအဲ့ပိညမှာ तू ဘာသတိထားမိလဲဆိုတော့ဒီဘက်တာချီလေးဘက်မှာမီးလင်းထိန်တာအဲဒီလက်ကလူတွေကအကုန်လုံးကမီးလင်းထိန်ပြီးတော့ဖြစ်နေဒါပေမဲ့ဟိုဘက်မှာမဲဆိုင်ဘက်မှာကြည့်တော့မီးတွေပိတ်တာထိုင်းတဲ့နိုင်ငံတိုင်းကလို့အဲ့ဟိုဒီဘက်ချက်ကြီးမှောင်ချတာဟာဒါထူးကြတယ်ထူးကြရတော့ဟိုတခုပေါ့အမှန်တော့မသိဘူးဒါသတိထားရမယ်နော်ပြီးတော့ तू စိုးရိမ်တာကတိုင်းမှုကလည်းဟိုဘက်ကန်းရောက်တယ်ဟိုဘက်ရောက်ပြီးတော့အကုန်လုံးမှောင်ချတာအဲ့မှာ तू ကဘာလို့စဉ်းစားလိုက်ပြီလဲဆိုတော့ဒါဟိုခစ်ကလူကြီးရေနော်ဘာလို့ဆက်ပြီးတော့မောင်းနေတယ်ချမ်းအဲ့တော့ငါတို့ဘက်မှာမြေလင်းထိန်တယ်ဒါဟိုအခွင့်ကောင်းယူပြီးတော့သူ့တိုင်ကိုလှမ်းဖို့ဆက်တယ်စိုးစော်သူ့2NCဆိုတော့မင်းလက်နက်ခင်းရတဲ့အကုန်လုံးစင်းနေဖြစ်ပြီလားအားလုံးပတ်ကဲလို့လုပ်ပြီးအေးအဲ့ဆိုရင်မင်းအခုညတွင်အခုမင်းချက်ချင်းကားစီတင်ပြီးတော့အဲ့ကားတွေနဲ့မင်းအဲ့စကားကုန်းတွေအကုန်ပို့ကားတစ်စီးနဲ့ဒီကိုနိုင်ဝက်ချဖို့ဟုတ်တော့ဒီဘက်မှာမီးလင်းနေတယ်မီးလင်းနေတဲ့အတွက်ဒီကားတစ်စီးသွားလာလားမသိတာဘူးအဲ့ဒါကိုအချိန်အခွင့်ကောင်းယူတော့တိုက်ပွဲဖြစ်မှဆိုရင်မီးတိုင်းကြီးနဲ့ဟုတ်တယ်ဟိုခဲပို့လို့ရှင်တိတာကွန်ဘွိုင်းဖြစ်သွားမှာအဲ့တော့အခုတော့မှမီးအောင်တဲ့မှာ तू ကဘာပြောတော့တားတိုင်းနဲ့မလားနဲ့နိုင်ဝက်ချဒီနဲ့စီနိုင်ဝက်ချရမယ်အဲ့ဒီပို့ဆိုအဲ့ဒီညဟိုကတော့တောင်းစီရနော်မဆိုည2နာရီလောက်ကြာမှလက်နက်တစ်ခဲကနေအကုန်ရောက်သွားတယ်ဟို7ဘော်လည်းရောက်တယ်တာချီလေးမျိုးလည်းရောက်တယ်သူသက်ဆိုင်ဖျားကုန်းရောက်တယ်စကန်ကုန်းလည်းအကုန်ရောက်တယ်ဟိုလက်နက်တွေအကုန်ဖြည့်ပြီးသွားပြီအေးကတော့တရင်မှာစုပဲလား
အဲ့မှာကျွန်တော်လောတယ်အိုဆဲမှာဘိုးကြီးစောနိုင်ဦးစီးတဲ့တစ်ခွဲပဲရှိတယ်လောတယ်မတင်သေးဘူးတူရဲ့စီဦးစီးတဲ့ကျွန်တော်စစ်ကြောင်းနှစ်နဲ့တစ်ခွဲရတိုင်းမှာပဲနားနေလာတယ်အဲ့တော့ तू ကဘာပြောလဲတော့ဘာဆဲလဲတော့အကဲညနေတိုင်းလှော့မှာဒါတည်းအကုန်ရောက်သွားပြီအားလုံးကသတင်းနာအကုန်ရောက်သွားပြီပို့ပြီးသွားပြီကဲလက်နဲ့လဲစုံပြီခင်းလဲစုံလူလဲစုံချရင်တော့ချတာကွာချကိုဘက်က ready ပဲပေါ့အေးကိုဘက်က ready ပဲချရင်တော့ချတော့သူအဲ့လိုတွေးတော့အဲ့တော့အေး February လအဲ့ဒါတရက် February လ9ရက်နေ့ပြီးသွားအောင်နောက်တော့ February 10ရက်နောက်တော့10နေ့ကျတော့ည20နာရီ24 5နာရီ8နာရီပေါ့ည8နာရီ45မိနစ်ကျတော့တိုင်းမှုက8နာရီ45လောက်ကျမှတိုင်းမှုကတစ်ဖက်ပြန်ရောက်လာပြန်လာသူ့တက်မှာအိတ်တာဟုတ်ဦးသိန်းစိန်ကြီးအိတ်တာသူ့တက်မှာအိတ်တာအဲ့တော့ဦးသိန်းစိန်ကြီးကညကျတော့ရဲအောင်ချင်းပဲသူ့ဒီဖုန်းဆက်တယ်ဒီတိုင်းမှုဒီဘုံမျိုးချစ်ဒီမျိုးချစ်အချင်းလေးဘာထုလဲဘာမှမထူပါဘူးဟာကျွန်တော်တို့ကဒီမှာအားလုံးစီစဉ်ထားပေးတာပဲအေးဂူးဆိုင်တဲ့ဟိုဘက်ကတော့အချင်းလေးထူးနေတယ်တဲ့ဟိုနေ့ကတော့အချင်းလေးထူးနေတယ်ငါအခုပြန်လာအချင်းလေးထူးနေပေါ့နော်မင်းဂူးဆိုင်တဲ့ဒီရောက်မင်းဂူးဆိုင်တဲ့ပြောတဲ့ခါကျတော့ဟုတ်ကဲ့ပါဗောကျွန်တော်အားလုံးစဉ်းစားလောက်ထားပြီအေးအဲ့ဆိုပြီးတော့အဲ့ဒါပြီးတော့တခါအဲ့တော့တိုင်းမို့အဲ့လိုပြောချင်မှာ तू ပြောလဲပြောပြီးတော့ तू ကချက်ချင်းတွဲစီဖုန်းတက်တယ်စိုးစိုးညီလေးတိုင်းမို့ view site ပြီးအဲ့ဒီညမှာသူ့တိုင်ရင်မှာရှိတဲ့ရဲမယ်တွေအကုန်လုံးတက်ပတ်လဲကင်းမုံချတိုင်းမို့လို့ညွေးတက်ပတ်လဲအကုန်လုံးကင်းမုံချतू ကတော့လာလို့မရဘူး तू ကတော့မျိုးထဲမှာဒီဟိုဘက်နိုင်ငံနဲ့ဖြစ်မဲ့ဟာလုံကျွေးပေါ့နော်အဲ့တော့ तू အဲ့ညမှာရဲမေတွေပါတာဝန်ပြည့်ယူရတာနော်ရဲမေတွေပါတနက်ကာပြီးအဲ့တိုင်းကိုတိုင်းမို့လို့ညွေးပေါ့လောက်တာပေါ့နော်မတိုင်းမှုလုံခြုံရေးတော့မဟုတ်ပါဘူးဒါလိုအပ်တယ်ပေါ့နော်လက်မလောက်တာပေါ့ကိုနေမေလုံခြုံရေးပေါ့လက်လောက်တာသူလက်လောက်တာပေါ့အဲ့သူအဲ့မှာညဘက်ကျသူစဉ်းစားတယ်အော် O7 မှာဘိုးကြီးစောနိုင်ဦးထားတယ်ဘိုးကြီးစောနိုင်ဦးကတော့ဒါတော့ဟိုပေါ့နော်ဟိုသူ့ရဲ့ character ပေါ့အရက်ကပူပြက်နဲ့စိတ်ကလည်းစိတ်တူလွယ်သေးတယ်မျက်စိလည်းမြင်ကြည့်ပေါ့ကွာလို့ရင်လည်း true တိုင်းနဲ့ခက်ပြက်ချမယ်ပေါ့ဆောင်းရမ်းလုံးပဲဆောင်းလို့တယ်ကောအေးဆောင်းလို့တယ်ကောအဲ့ကောင်တော့ငါစိတ်ချတယ်အဲစောနိုင်ဦးတော့ငါစိတ်ချအဲ့ကောင်သူရောက်ပဲရပါတယ်အဲ့မှာဒါပြပြောတာပြီးမှပြောတာအပီးလေးပြီးတော့တခါနောက်ဟိုဘက်ကဖျားဘူးကောင်မှကျတော့ဘိတ်ခမောင်ချူဘိတ်ခမောင်ကျတော့အနေအေးတယ်ဒါပေမဲ့အလုပ်လို့ရှင်လဲသူကတော့အေးစစ်စစ်နဲ့လောက်တက်တယ်တိကျကျနဲ့လောက်တက်တယ်ဒါပေမဲ့လောင်းကစားဝါနာပါတယ်တကယ်လို့များဒီကောင်ရွာရဲစင်းနေဒုက္ခဟိုညိုရဲစင်းနေဒုက္ခပေါ့ဒါပေမဲ့တရမှုပဲသူ့ထက်လဲတာပေါ့ဆရာကြီးတယောက်ထည့်ပေးလိုက်တယ်ဆရာကြီးခင်ဗျအဲ့ဘယ်ဘိုးကြီးပဲသွားလဲပြောဟိုကမစင်းရတော့ဘူးမစင်းရတော့ဘူးနော်အဲ့တော့ဒါ तू စဉ်းစားနေတာညဘက် तू တက်ခွဲဖြတ်ခွဲဖို့နော် तू ဖြတ်ခွဲဖို့ तू စဉ်းစားသူ့ character လေးတွေနဲ့လားသူ character ပေါ့အဲ့ဒါဇက်ကောင်ရွေးလို့ရှိရင်အဲ့လိုလေးရွေးရမှာအဲ့တော့အဲ့ဒီ10နှစ်ညမှာ तू အဲ့လိုအိတ်မပြောဘူး तू အဲ့ဒါစဉ်းစားပြီး तू ငါဘယ်နေရာတောင်းစိတ်သေးလဲဘယ်နေရာလိုသေးလဲဘယ်နေရာမှာဟာကွက်တွေရှိနေ तू စဉ်းစားအဲ့ဟိုညဘက်ကြလို့ရှိရင်ကင်းနေပတ်ခိုင်းတာပေါ့အဲ့နေ့နောက်တစ်နေ့မနေ့ဖေဖော်ဝါရီလ17ရက်နေ့2000ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မနေ့3:50လောက်ကြာ तू ကနိုးလာတဲ့ခါကျတော့ तू ကနိုးချင်းပဲ तू က IO ဖုန်းဆက်ပြီးတော့ကင်းနေလိုက်ဆက်ခိုင်းတယ်ပြီးလို့ရှိရင်သက်ဆိုင်ရာကင်းဖွဲ့နေမြေမထူတောင်းရလေနေမြေမထူပေးတယ်မင်းတို့ဘာထူတယ်မင်းတို့ဘာထူတယ်မထူပါဘူးတို့နေမြေမထူတောင်းအဲ့တော့ဟောအေးဘာမှမထူအဲ့ချိန်ကြီး9နာရီ3နာရီခွဲဒီဘာမှမထူသေး3:50ဘာမှမထူသေးဘူး4နာရီထိုးသွားပြီရောင်တက်လာပြီ9နာရီခွဲ3:05 3:3ညအချိန်ပေါ့9နိုင်ခွဲတော့ကြာအဲ့ O7 တောင်ဝန်ကနေပြီးအဲ့မှာအတွဲလိုက်ဟိုးနဲ့တနေ့ပြစ်ချချကြအောင်ချကြတော့မနေ့9နိုင်ခွဲကြီးနော်ကိုဘက်ကမဟုတ်ဘူးကိုဘက်ကပြစ်တာကိုဘက်ကပြစ်တာကိုဘက်ကပြစ်တဲ့အတန်တွေကြားတဲ့တော့ချက်ချင်းစောနိုင်ဦးမဘာဖြစ်လဲဆိုတော့ဖုန်းဆက်တယ်ပြီးတော့ထိုင်းဘက်ကတဲ့ရောက်30လောက်လင်းငါယူပြီးတက်လာတယ်တဲ့အဲ့ဒါကိုဘက်ကကင်းရှည်ကတွေ့လို့ကျွန်တော်ပြစ်ချလိုက်ပြတာတဲ့ပြန်လင်းပြန်ကျသွားပြီပေါ့အဲ့တော့အေးအဲ့ဆိုတော့ view site ဆိုပြီးတော့ဖြည့်ချက်ချင်းခုနသူနောက်တန်းမှာတက်ဖွဲ့ရတဲ့ဘမူဆိုးဆိုသူရဲ့ 2NC နဲ့စစ်ကြောင်းလေးတစ်ခွဲရှိတယ်မင်းတို့အခုချက်ချင်း O7 ကိုတက်ပေါင်းတော့အေးမင်းတို့တက်ပေါင်းတော့ဟိုကလည်းစပြီဒီဘက်ကလည်းဟိုကလည်း okay ready ပဲကျွန်တော် ready ပဲဆိုချက်ချင်းကိုသူကမနဲ့အစိုးကြီးနော်မနဲ့9နိုင်ကိုချက်ချင်း ready ပဲအားလုံးတက်ပြီးတော့တက်တော့အဲ့မှာတက်ပေါင်းခိုင်းလိုက်ပါပြီးတော့တခါစောနိုင်ကထိုင်ဖုန်းဆက်တယ်အဘဟိုကအင်းက30မဟုတ်ဘူး50လောက်ရှိတယ်ဘာလဲရှမ်းနဲ့ဟိုကနဲ့ရှမ်းနဲ့ထိုင်းနဲ့ရောထားတယ်ခုနရွက်စစ်နဲ့ဝါနဲ့ရောထားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့လွယ်တော်ခန်းတောင်ကျောပေါ်ကနေပြီးတော့တင့်ရောတန်ချက်ကတင်ကားတစ်စီးရယ်တန်ချက်က2စီးရယ်နဲ့ကိုသူတို့အိုဆန်ကိုတိုက်ရိုက်ပြစ်တာဩဒါစစ်ဖြစ်နေပြီဒါစစ်ဖြစ်သွားပြီဘာလို့ထိုင်းတက်မလို့ပါလာပြီထိုင်းတက်မလို့ထိုင်းနိုင်ငံတွေကနေပြီးတင့်နေရောတန်ချက်ကရောနဲ့ဒီ O7 ကိုပြစ်နေတိုက်ရိုက်ပြစ်တယ်သူတို့ဒီမှာလည်းထိထားတယ်ဟိုမှာအကြဆုံးလည်းရှိတယ်ကိုယ့်ဘက်ကအကြဆုံးလည်းရှိသွားတယ်ထိလိုက်တဲ့ဆက်ဖြစ်ချင်မှဖြစ်သွားတယ်အဲ့လိုဖြစ်သွားအဲ့တော့
တိုင်းမှုကတခါအဲ့တန်ကြာတော့သူကအိတ်နာလေးဟိုမှာစိုးစိုးထွက်သွားပြီးတန်နေကြားမှာကြာဟာတိုင်းမှုချင်းဖိုးတဲ့မျိုးချင်းအစင်ပြေလာတဲ့မျိုးမေးပေါ်မျိုးချင်းအစင်ပြေလာတဲ့အာဘာဟုတ်ကဲ့ဒီလိုပဲဒီလိုဖြစ်လို့ကျွန်တော်တို့ဒီလိုပြန်ပစ်ထားတယ်အေးငါနဲ့ဓာတ်ကစားမှုနဲ့မင်းဒီလာခဲ့မယ်တဲ့ချက်ချင်းတော့မနေ့6နာရီ9နာရီ6နာရီထိုးမှာဓာတ်ကစားမှုနဲ့တိုင်းမှုနဲ့ကခုနအဲ့တိုင်းမှုရှိတဲ့ဖျားကုန်းပေါ်ရောက်6နာရီ15မှာတိုင်းမှုနဲ့ဓာတ်ကစားမှုရောက်မြန်လာပဲ6နာရီ15မှာအဲ့ဖျားကုန်းပေါ်တိုင်းမှုနဲ့ဓာတ်ကစားမှုအဲ့ချိန်မှာချနေတယ်ဟိုမှာဦးစဲမှာချပြန်လန်ချက်ပြန်လန်ပြစ်နေကြအဲ့တိုင်းမှုရဲ့မျက်နှာအဲ့ချိန်မှာတော်တော်ကြီးကိုခက်ထန်မျက်နှာရဲ့တင်းမှာခက်ထန်နေတယ်ဘာကြီးဘာအေးမဟုတ်လေစဉ်းစားကြည့်မနေ့ကမှသူပြန်လာတယ်အေးလေဘူးကျုံပြီအေးမနေ့ကလည်းပြန်လာမနေ့ကပြန်လာသူ့ကိုဘာလဲပြိုင်နေဝမ်းချပြီးတော့ပြီးလေပြီးဒီမိနစ်ထကြုံတာစိတ်တူမယ်ဆိုတူစရာပေါ့နော်စိတ်ဆိုးသွားပြီစိတ်ဆိုးသွားပြီအဲ့တော့တိုင်းမှုကဒါဘုကျုပ်သိန်းစိန်အကြောင်းအခုလည်းကျွန်တော်တစ်ခါပြောပါတယ်နော်ဟိုပုံစံကတကယ်တိုက်ခိုက်ကောင်းတဲ့စစ်သားကြီးတယောက်လိုမထင်ရဘူးပန်အောင်မှာအလုပ်ထိုင်လုပ်တဲ့ step တယောက်လိုပဲဒါပေမဲ့အခုစစ်တိုက်တာပြောပြမယ်ကျွန်တော်ဒီမျက်နှာကြီးကတင်းပြီးတော့ဘုံမူကြီးမျိုးချတိုက်မှုကိုမေးတယ်မေးတာမင်းဘာဆက်လုပ်မလဲမျိုးချမင်းဘာဆက်လုပ်မလဲတဲ့မင်းဘာလုပ်မလဲလို့မင်းဘာလုပ်လို့ပြောတာမဟုတ်နော်ဟိုအမိတ်ပေးတာမဟုတ်သေးဘူးမေးလိုက်တာမင်းဘာဆက်လုပ်မဟုတ်သဘောအကူကပြောချင်တာလို့လဲ independent မင်းလုပ်ချင်တာလုပ်ချပေါ့ဘာလုပ်မှလဲမင်းဘာလုပ်မှလဲမင်းချမှာလားခံမှာလားမင်းဘာလုပ်မှာလဲဒါကိုပြောချင်တာမင်းဘာလုပ်မှာလဲမင်းကိုချနေပြီမင်းဘာလုပ်မှာလဲဆိုတော့ဘုံမျိုးချက်ကလည်းပြောတာပြန်တော့သူတို့ဘက်ကလက်နဲ့ကြီးစပြစ်နေပြီမကြခင်ချင်းရလဲဒါထောင်လိုင်းတဲ့ရ155မမဟောဝဇာကြီးနဲ့ပြစ်တော့မယ်ဒါနှစ်နိုင်ငံဖြစ်တဲ့စစ်ပွဲအဆင့်ဖြစ်သွားပြီပါအဲ့တော့လောလောဆယ်တော့ကျွန်တော်တို့ရဲ့ကွန်မန်ဒါကရှေ့ထပ်တအားရောက်နေအဖဟောဒါဦးသိန်းစိန်ကြီးပြောတာရှေ့ရောက်နေရှေ့ထပ်တအားရောက်နေအဲ့တော့ကျွန်တော်တို့အဖဒီမှာရှိနေတယ်မှာတို့ကဟိုပြန်မပြဘူးဟောလေအမြောက်ကြီးတွေမသုံးလက်ကြီးတွေပြန်မပြဘူးကိုဘက်ကမသုံးသေးဘူးဘာလို့မသုံးသေးလဲဆိုတော့ပြန်ပစ်တာပါကြဆိုဒီမှာကွန်မန်ဒါမှာထိပါမှာနောက်တစ်ခုကကျွန်တော်ထင်တယ်လေသူကအဲ့လင်းကဟိုလင်းဒီတက်ချီလိတ်ကနေလင်းတက်ကျွန်တော်သိချာမသိဘူးလားတက်ချီလိတ်ကလင်းတက်တဲ့လမ်းကသူကအဲ့လိုအမြောက်ပြလန်းကနေများသွားသလားဘယ်လိုလဲမသိဘူးနော်မိုင်းဖြတ်ကိုဖြတ်ပြီးတာနဲ့သူကပြစ်လို့ရပြီလို့ပြောတယ်အဘအခုပြန်ဘာတာချီလေးကနေကျိုင်းတုံပြန်တော့ကျိုင်းတုံပြန်မှာတာချီလေးကနေပြန်အဘလေမိုင်းဖြတ်ကိုဖြတ်ပြီးဆိုတာနဲ့ကျွန်တော်ဒီကအမြောက် sorry အမြောက်စပြစ်တော့အမြောက်စပြစ်တော့အဲ့တော့အဲ့လိုပြောတာအဲ့လိုပြောတဲ့ခါကျတော့မချိုးကြီးတက်ဆက်ရမချိုးကြီးတက်ဆက်ရဘာပြောလဲကောင်းပြီတဲ့ view site ပါတဲ့ငါလေရင်က9နာရီထိုးမှတာချီလေးကတက်မယ်မင်း9နာရီစက်ကမင်းစလုပ်လို့ရပြီတဲ့မိပြတော့ငါပြန်မယ်ပြန်ပြီးတော့ဘာပြောအေးစိတ်ချက်လက်ချက်ငါပြန်မယ်တဲ့ကိုတန်းအောင်ကခုနဓာတ်ကစားမှုဘုံကျုပ်တန်းအောင်ကိုတန်းအောင်လည်းတဲ့ကိုမျိုးချင်းနဲ့ပေါင်းပြီးတော့ကိုကန်းမှုယူပါတဲ့အဲ့တော့ပြီးလဲပြောပြန်ခဲ့ကြလို့ရှင်ဟဲ့အောင်မျိုးချစ်တဲ့ O7 ကုန်းကြလို့ရှင်မင်းငါးစီဖုံးမဆက်နဲ့တော့မင်းအချိုးရတန်းဝင်တော့မိုက်တယ်ကိုတန်းအောင်လည်းအရေးယူခံမှုပြင်ထားပါတယ်နားလည်လားတဲ့ဒါအခုဘိုးကျုံနဲ့ဘုံမူကျုံနဲ့နော်ဘုံမူကျုံနဲ့တစ်စင်ပဲကွာတိုင်းမှုနဲ့ဓာတ်ကစားအစစ်ဟွာတော့ရာလူချင်းတော့ကွာတာပေါ့တစ်စင်ပဲဒါပေမဲ့ဒီတင်ပြက်သားနဲ့ပြောရတယ်နော်ကိုတန်းအောင်လည်းခမည်းလည်းအရေးယူခံမှုပြင်ထားတရင်မှုမျိုးချင်းမင်းကတော့ငါစီဖုံးလဲမဆက် O7 ကုန်းကြောက်တယ်မင်းငါစီမဆက်တယ်တော့မင်းချိုးရဲဝင်တော့ပြောချင်တာတော့တခါလဲအပြတ်ပြောလိုက်တာစကမ်းမချစေနဲ့ပေါ့စကမ်းအမပေးအမေတခါလဲအမေပေးတာအမေအပြတ်ပဲငါလုံးဝမကြတာမလို့ရှိဘူးဘာလို့လဲသူ့ကိုခုနမင်းဘာလုပ်မလဲလို့မေးပြီးသွားပြီမင်းဘာလုပ်မလဲဆိုတာကမင်းလှုပ်ချင်တာအကုန်လုပ်လို့ပြောတာမင်းအကုန်ပေးလိုက်လုပ်ပိုင်အကုန်ပေးလိုက်မင်းမအမြောက်နဲ့ပဲပြပြမင်းလေးနဲ့ဘယ်လိုလုပ်ကြိုက်တာလို့အေးကြိုက်တယ်လို့စကမ်းမချရင်ပြီးရောစကမ်းမချတယ်မင်းကြိုက်တယ်လို့ပြောပြီးသွားပြီပြောတော့ तू ကအဲ့မှာ9:45မှာခုန6နာရီခွဲမှာရောက်တယ်9:45ကျမှအဲ့ဖျားကုန်းကနေပြီးတော့တိုင်းမှုနဲ့ဖျားပြန်တယ်တိုင်းမှုနဲ့ခုနဓာတ်ကစားမှုနဲ့ပြန်တယ်အဲ့ချိန်မှာ9:55 7မိနစ်ပဲကြာတယ်9:55ကျတော့ဘယ်လိုဖြစ်သွားခုနချင်းရ155ဟော်ဝေးစာကြီးပြစ်ပြီတရားဟော်ဝေးတဲ့ O7 ကုန်းကိုအမှပတ်လေချပြီးပြီးလို့ရှိရင်မှာအဲ့ချိန်မှာ9:55မှာပဲခုနဘုံကြီးဘုံမှုစိုးစိုးစော်တို့အဖွဲ့ကပေါ်ရောက်နေပြီဟိုအဲ့ O7 ကုန်းကိုရောက်သွားပြီကျောက်တော့သူတို့လည်းအမှလူလည်းပြစ်ခံနေတာပေါ့လူလည်းပြစ်ခံနေတာပေါ့အဲ့ချိန်မှာမြန်မာဘက်ကကောင်တာဘာမှမပြစ်နိုင်သေးဘူးဒီဘက်ကစကန်းကိုလာသိမ်းနေတဲ့တက်လုံးတဲ့ကောင်တွေကိုပဲပြစ်ချနေတဲ့အနေထားရှိသေးတယ်ကိုယ့်ဘက်ကလက်လက်ကြီးတခုမှမလာသေးဘူးထိုင်းမှမပြစ်သေးဘူးဘာလို့ဆိုဟုတ်သိစိန်ကြီးပြန်လာကိုအချိန်ပေးတာအချိန်ပေးတာအဲ့တော့ဒီဘုံမှုဆိုးဆိုတော့လဲစကန်းဝယ်ရတဲ့ခါတော့ရောက်တော့နေရာယူဖို့ရှိသေးဟိုဘက်ကဟော်ဝယ်စာနဲ့ထုတဲ့ခါကျတော့ဟိုဝရုံသုံးကားတွေပေါ့ကွာဟာလာတကယ်နေရာယူကပြေးရလွှာထိတယ်ထိကြတယ်လူတွေကြအဲ့လိုမျိုးတွေဖြစ်ကြတာပေါ့နော်နောက်အဲ့အချိန်မှာပဲတစ်ချိန်တည်းမှာပဲခုနအဲ့ O7 ကိုတိုက်နေတဲ့အချိန်မှာပဲဒီထိုင်းနယ်စပ်တစ်ချောင်းမှာရှိတဲ့လွယ်တော်ခန်းစခန်းတို့နောက်လွယ်ခန်းစခန်းတို့နောက်လွယ်မဆုပ်စခန်း
ချက်တီနာစကန်အဲ့စကန်တော့တပြန်ချတယ် တခုတည်းတိုက်တာမဟုတ် မဟုတ်အဲ့နေဆက်တောက်လျှောက်ရှိရဲ့စကန်တွေကိုတပြိုင်နဲ့တိုက်တာတပြိုင်နဲ့တိုက်တာ ရက်စစ်တို့ကရှိမှာပေါ့ ရက်စစ်တို့ကအဖွဲ့ရှိရတိုက်နောက်ကနေတော့လက်နက်ကြီးနဲ့ပစ်ပေးပါအဲ့ဒါမျိုးပေါ့နော်ပြီးသူတို့ထက်လည်းလူတွေပါထိုင်းလည်းပါရောလာတာပေါ့နော်အဲ့တော့အဲ့ချိန်မှာစကန်တွေတောက်လျှောက်တပြိုင်နဲ့တိုက်နေပြီတော့ခုနဘူမီမျိုးချစ်စီကိုတရင်ရဝင်တယ်8နာရီခုန9:55မှာတယောက်ဟောင်ဝေစာစပစ်တယ်8:15အချိန်ထိကိုယ့်ဘက်ကပြန်ပြီးတော့မတုံ့ပြန်နိုင်သေးဘူးဘာလို့လေရင်က9ရက်ထုံးမှတက်မှာ ဒီစိတ်ကိုလည်းစောင့်တာ 9ရက်ထုံးမှတက်မှာအဲ့တော့8:15အချိန်မှာဘက်ကဘယ်လောက်ထိတင်ရဲလာတော့ကိုယ့်ဘက်ကဘာမှပြန်မလုပ်တဲ့အတွက်အတင့်ပိုရဲလာအတင့်ပိုရဲလာပြီးတော့ဒီချင်းရဲနေပြီးတော့သူက satellite နဲ့ဂျိုရူကနေပြီးတော့ဒီ O7 ရဲ့ location ကိုကြည့်ပြီးတော့အဲ့ O7 ကုန်းပေါ်ကို155နဲ့စီးဆက်ပြစ်တာစီးဆက်ဆိုတော့ကိုလည်းဒီလိုတလုံးကြအဲ့လိုစီးဆက်ပြစ်တာရှောင်းတိန်းနေရမရှိဘူးစီးဆက်အဲ့လိုအမုံချီတာO7 ကုန်းအဲ့ဒါကိုကိုစီကလူကလည်းအဲ့အမောက်ပြစ်တံကိုကြက်ညက်ခံတယ်အောက်ကတက်လုံးမဲ့ကုန်းတွေကိုလည်းခံချနေအဲ့လိုအခြေအနေပေါ့အဲ့တော့ဒါဘူမီမျိုးချစ်ကတော့တော်တော်ဟာသတင်းပို့တယ်နိုင်ငံစစ်ဖြစ်ပြီကျွန်တော်ပြန်ပြတော့မယ်ပြန်ချတော့မယ်ဆိုတော့အဲ့တော့9နာရီနဲ့2မိနစ်မှာခုနတိုင်းမှုကိုလိုက်ပို့တဲ့ဓာတ်ကစားမှုကဘူမီမျိုးချစ်ဒီဖုံးဆက်တယ်တိုင်းမှုသွားပြီတဲ့ငါမင်းစီပြန်လာပြီတဲ့မပြေဘိုးကသူ့စီပြန်လာတော့ရှေ့တန်းကိုပြန်လာသူဓာတ်ကစားမပြန်ဘူးဒီမင်းစီငါလာပေါင်းပြီမင်းတိုင်းမှုသူကလိန်ခွင်းလိုက်ပို့လိုက်အဲ့ပြီတိုင်းမှု9နာရီမှာလိန်တက်သွားပြီ9နာရီ2မိနစ်မှာသူကဖုံးဆက်တယ်ငါမင်းစီပြန်လာပြီသူကအဲ့မှာတင်မျိုးဝင်းစီပြောလိုက်တဲ့တင်မျိုးဝင်းဆိုတာအမြောက်တက်မှုဘူမူတင်မျိုးဝင်းအဲ့မှာဒီတိကန်တိုင်းစစ်တာချုပ်လက်အောက်ခံအမြောက်တက်မှုတက်ခွဲမှုမြောက်တက်ခွဲမှုကဘူမူတင်မျိုးဝင်းအဲ့ဘူမူတင်မျိုးဝင်းစီကိုလှမ်းပြီးတော့ဖုံးဆက်တယ်9:55မှာစလုပ်တယ်ဒါတက်မှုကလှပ်ပြောတယ်ပြတော့အဲ့တော့ဟိုကလည်းဗာပြောတယ် ready ပါတဲ့အကိုကြီးတွေအားလုံး already ပဲတဲ့ကျွန်တော်က ready ပဲတဲ့ချမှာအဲ့တော့ခုန9နာရီနဲ့2မိနစ်မှာဓာတ်ကစားဖုံးသက်တယ်9နာရီနဲ့12မိနစ်မှာဓာတ်ကစားမှုကခုနတိုင်းမှုနဲ့လာပြန်တွေ့သွားပြန်ရောက်သွားဖျားကုန်းပြန်ပေါင်းသွားတယ်အဲ့တော့ဓာတ်ကစားမှုတိုင်းမှုနဲ့2ယောက်ဖျားကုန်းမှာပေါင်းပြီးကုတ်ခဲ့တာပေါ့နော်အဲ့တော့9:15ကစပြီးတော့ဒီဘက်က9:15အတိမှာပြပြီ130မမ2လက်106မမ2လက်နောက်ပြီးတော့အဲ့ဒါအမြောက်ကပြစ်တာနောက်ပြီးတော့ဒီတရင်ဌာနချုပ်ကနေပြီးတော့ပြစ်တာတရင်ဌာနချုပ်ကဘုရားကုန်းဘွားနဲ့တရင်စစ်ကြောင်းတက်ကနေပြစ်တာဟိုက61မမစိန်မြောင်း2လက် MA7 2လက်60မမ2လက်အဲ့ဒါကိုဘယ်လိုပြစ်လဲဆိုမဲဆိုင်ကိုပြစ်တာဒီစစ်မြေပြင်ကိုပြစ်ဘူးမှတ်မလားဆိုတော့မဲဆိုင်ကိုတွေ့လိုက်တာပြုံးပြစ်တာဒါလည်းစစ်တင်တွေကပြပါပဲနော်အဲ့မှာမဲဆိုင်ကိုအားလုံးပြုံးပြစ်တာအဲ့ကတော့ကဲတို့တော့ချပြီကွာဆိုပြီးတော့ချလိုက်တဲ့အခါမှာအဲ့လိုဒလဇက်ပြစ်နေတဲ့အချိန်နဲ့ဂျားတွေကနေပဲဒီ O7 ကုန်းကိုမနေ့10နာရီခွဲမှာတစ်ချိန်နေ့လေ1နာရီခွဲမှာတစ်ချိန်ညနေ3နာရီ40မှာတစ်ချိန်တက်လုံးမယ်လားည9နာရီနဲ့50မှာတစ်ချိန်စုစုပေါင်းတစ်ချိန်2ချိန်3ချိန်4ချိန်ထိတက်လုံးတာဟာဒါပေမဲ့မရဘူးဒါပေမဲ့အဲ့ချိန်မှာခုနဗမူးစိုးစိုးဇော်တို့ဘိုးကြီးစောနိုင်ဦးတို့ရဲ့ဥဆောင်မှုနဲ့အဲ့ကိုဇလန်အဲ့မှာတိလားတကယ်တော့ပြည်ပြောအဲ့မှာအကြာဆုံးတွေလည်းရှိတယ်ဟလားတကယ်တော့ဇလန်ဒါပေမဲ့အခုကျွန်တော်ပြောနေတဲ့အကြောင်းအရာကိုရေးတဲ့လူကသူကတော့ဟိုအမိဘေးအဖွဲ့ကတရင်မှုဆိုတော့သူတရင်မှုအမြင်နဲ့ပဲရေးတာတကယ်အောက်ခြေမှာဒီ O7 ကုန်းပေါ်မှာဖြစ်ပျက်နေတာကျွန်တော်ရေးတာမတွေ့သေးဘူးအဲ့မှာအဲ့ခုနဒီလို4-5ချိန်လောက်တက်ပြီးတော့လုံးတဲ့ဟာမှာလက်ကြီးတွေပြစ်နေတယ်အောက်ကတက်လုံးနေတယ်သူတို့ပြန်ပစ်ချတယ်အဲ့တော့တိုက်နေတဲ့တိုက်ပွဲအသေးစိတ်ကဒီမှာပဲဒါပေမဲ့ဒီဟာတွေကတော့ဒါဟိုပြောလို့ရှိရင်လည်းဒါဒီတိုက်ပွဲသူပြစ်ကိုပြစ်ဒါပြင်းစရာကြီးပြောရမှာအဲ့တော့ဒီဗမှုဆိုးဆိုးစော်နဲ့ခုနဘွေးစောနိုင်ဦးနဲ့အဲ့မှာချမရပြီပေါ့အဲ့မှာဘာပြောချင်အဲ့မှာလာပြီအဲ့မှာလေတက်ရဲ့အခန်းကဏ္ဍပြောချင်တာဂျိုးရီယာကစီစဉ်ထားတာက तू ကလက်ကြီးနဲ့ပြစ်မယ်ပြီးလို့ရှိရင်ဒီ F16 ကိုပြောတဲ့ခုန F16 တွေ F16 တွေက तू ကပြန်တက်လာမယ်ပြီးလို့ရှိရင်ဒီ O7 ကုန်းနေပြီးတော့ဒီအခြေပြုတဲ့တာချီလေးမျိုးတွေပဲအကုန်ဘုံကျဲမယ်အဲ့မှာမြန်မာတပ်မတော်ကကောင်နေခေါင်းကိုမထွန်းတဲ့ခါကျမှရှင်တက်ကတက်ပြီးတော့မြေတက်ကတက်သိမ့်မယ်အခုကမ္ဘောဒီးယားကိုလောက်တယ်လို့ပဲသူတို့ရဲ့စေး plan ကအဲ့လိုလာခုနအခုလည်းကျွန်တော်ပြောပြီးထိုင်းမှာ F16 တွေရှိတယ်မြန်မာပြည်မှာ F16 ကိုလိုက်မိနေတဲ့ဒီဒစီမှမရှိဘူးမာပြောလေဒစီမှမရှိဘူးအခုစီမှာရှိတာကဟို G4 ဆိုတာကသူက air to ground ဟိုမြေပြင်ကနေပြီးတော့ဟိုဒီဝင်းဟန်းတွေမြေပြင်ကိုပစ်တဲ့အမျိုးအစားပေါ့အဲ့ဒါသုံးတာပေါ့ဒီ F7 တွေရှိတယ် interceptor လို့ခေါ်တယ်ဂျပက်တက်လေ F7 တွေပဲရှိတယ်အဲ့တော့လေးတက်ကတာဝန်ရှိတဲ့လူတွေကသူကဘလို့စဉ်းစားလဲဆိုတော့ဟုတ်ပြီတင်းတည်ပြီးကျင်းတည်ပြီးတိုက်ပွဲဖြစ်ပြီးဆိုတာနဲ့စစ်ပွဲဖြစ်ပြီးဆိုတာနဲ့ F16 တက်လာမှာ F16 တက်လာပြီးလို့ချင်းငါတို့ပြင်းမှာF16 ကိုဘလို့တားမလဲ
အဲ့တော့ဒီတက်ကတာဝန်ရှိတဲ့လူတွေကသူကဟိုမဟာဗျူဟာတစ်ခုချလိုက်တယ်အဲ့မဟာဗျူဟာဘာလဲဆိုတော့ F16 ထိုင်း F16 တစည်းကိုမြန်မာက F7 ၄စီးနဲ့တိုင်3စီးကအသေးခံရမယ်ပင်မပြစ်တဲ့စီးကပြစ်မဲ့စီးကစီးတက်ပဲရမယ်အဲ့တော့လင်းရုံ1 2 3 4ပေါ့လင်းရုံ1 2 3 4အဲ့တော့၄စီးတစည်း၄စီးတဂရု၄စီးတဂရုဖွဲ့လိုက်တယ် F16 တက်လိုက် F16 တစည်းကိုကိုစီက F7 ၄စီးနဲ့ဖိုင်3စီးကကာမီကာဇီ3စီးကကာမီကာဇီအဲ့ကောင်ဝင်လုံးတစည်းကပြစ်အဲ့ကောင်မခံနိုင်ပြအဲ့တော့ထိုင်းရလဲအဲ့ချိန်မှာ F16 တက်ဖို့အတွက်သူကခုနကအခုဒီချိန်မှာပေါ့နော်အခု10နာရီခွဲမှာတက်လုံးတယ်10နာရီခွဲမှာတက်15 3နာရီမှာတက်အဲ့လုံးနေတဲ့အချိန်မှာ F16 ကတက်လာပြီးတော့တက်လာဖို့ပြင်နေတက်လာပြီးတက်ဖို့လုံနေထိုင်းက F16 တက်တော့မှဆိုဒီမှာဒီရရတဲ့ခါကျတော့ဒီကလည်းချက်ချင်းအဲ့မှာ Namsan လေးတက်ကနေတခါလဲ F7 လေးစီကတက်တဲ့ခါမှာသူကဒီလေရင်ပြန်တဲ့ခါမှာ formation ပုံစံတွေရှိတယ်ကွာဘယ်ပုံစံနဲ့ပြန်လာလို့ရှိရင်ဘာလုပ်မယ်ဘယ်ပုံစံနဲ့ပြန်လာရင်ဘာလုပ်မယ်ဆိုတာရှိတယ်အဲ့လိုမျိုးအသေးခံတိုက်ဖို့အတွက်လေတက်ထဲမှာလဲပိုင်းလောက်ကလည်းဘယ်လိုဖြစ်လဲဆိုတော့ရွေးတာရှားတာမပိုးနေတာအားလုံးအသေးခံမယ်ကိုယ်နိုင်ငံအတွက်ဆိုရင်ကျွန်တော်ချမယ်ပြီးတော့ကျွန်တော်လိုက်မယ်အဲ့လိုဖြစ်တာမဟုတ်ဘူးမနေဘူးရွေးရလူရွေးလို့မရဘူးလူတွေကများနေမဟုတ်ကျွန်တော်လိုက်မယ်ကျွန်တော်မထားခဲ့ကျွန်တော်လိုက်မယ်ကျွန်တော်အသေးခံရမယ်ကိစ္စအသေးခံရမယ်ကိစ္စဟိုဟိုဘက်တစ်စီးအတွက်က3ယောက်အသေးခံရမှာ3စီးနဲ့3ယောက်အသေးခံရမှာဒီမြန်မာအပြက်ခံတယ်ဒါတော့ F7 ကကျွန်တော်မသိ F7 က2ယောက်မလား1ယောက်မလားတော့ကျွန်တော်မသိဘူးကျွန်တော်2ယောက်ဆို6ယောက်ပြီးပေါ့ငါ2ယောက်မောင်းဆို6ယောက်ငါကျွန်တော်သေချာတော့မသိဘူးเนาะဒီ F7 နဲ့ပတ်သက်လို့ G4 F7 တော့မှာမဟုတ် G4 မပါဘူးF7 တကူဆိုတော့ G4 ဂျာပြတ်တယ်လေ G4 ကသူက air to ground သွားတာ air to ground တော့ G4 ကပုံကျဲအောက်ကိုပြစ်တာတော့အဲ့ဒါတွေပဲသုံးနေဟာလို့သိရတယ်ဒီ F7 ကျတော့သူက interceptor ကဂျာပြတ်တိုက်ခိုက်လေအဲ့ဒီကောင်နေနဲ့ဒီ F7 ကို F16 ကိုဂျာပြတ်တိုက်မှာတဲ့တယ်လုံးဝကိုယ့်ဘက်ကိုမလာနိုင်ဘူးမြန်မာ area တဲ့ဝင်လာပြီဆိုတော့အဲ့မှာ3စီးအထင်ဝင်လုံးမယ်ကျန်စီးကပြစ်မယ်အဲ့ကောင်ဝင်တိုက်ပြီဆိုတော့ဟိုကောင်အေးပေါ့ဖြစ်ပြီလေဆိုတော့လေမြန်ချင်းကိုတိုက်ချပလိုက်လေမြန်တိုက်ချလိုက်ဒါပဲဟိုတော့ဘူပီတာလုတ်တယ်လို့ပေါ့လေမြန်တိုက်ချလိုက်မှာအဲ့လိုကာမီကာစီလုတ်မှာအဲ့ဒီဟာကိုလည်းလူတွေကအများကြီးဖြစ်နေတယ်လုံမဲ့လူတွေအများသိခံမဲ့လူတွေအဲ့တော့အဲ့မှာရေးထားတယ်ဟိုဘက်က F16 တက်လာတယ်တက်လာပြီဆိုတော့တရေရတယ်ဒီဘက်ကရေမိဆိုတော့ချက်ချင်းကိုနမ်ဆန်နေပြီးအဲ့မှာ F7 တက်သွားပြီလေးစီတက်လေးစီဟိုတက်သွားအပေါ်ရောက်ပြီဆိုတာနဲ့3စီးက800လူသွားလိုက်တယ်တစ်စီးကနောက်ကနေလူလိုက်တရင်ပို့တယ်လင်းဒီနောက်ဆုံးကလင်းုံတစ်ကကောင်ကပြစ်မဲ့ကောင်ရှေ့ကတရင်ပို့လင်းုံနဲ့တိုင်ဝမ်ရအသင့်ဆိုတာအသေးခံအသင့်လို့ပြောတာလင်းုံနှစ်လင်းုံ3တိုင်ဝမ်ရအသင့်လင်းုံ3တိုင်ဝမ်ရအသင့်အဲ့လင်းုံတစ်အားလုံးလေးစားပါတယ်ဆက်လုပ်ပါတက်လိုက်ချတယ်အဲ့တော့အဲ့ဒီဟာကိုလုံနေတဲ့ဟာကိုလဲထိုင်းရရေဒါကမိတာပေါ့အဲ့ဒီဟို formatting ကိုကြည့်လိုက်တာတို့ကသိတယ်အဲ့ formatting ကြီးဟာထိုင်းလေးမတက်ရဲတော့လေးဘောတော့မတက်ရဲတော့မတက်တော့ဒီဘက်ကိုမြန်မာ area မကြော်ရဲတော့ပြန်꿰ပြီးတော့ဒီဘက်ကိုလာဘုံလာကျဲဖို့ try ဖို့နေတာအဲ့ဒီဘက်ကလေးစီးကစောင့်နေပြီလေလေးစီးစောင့်နေတော့ငါဝင်လို့ရှိရင်တော့ तू ကျင်းနေဟိုဖြစ်တာမဖြစ်တာပါတာ तू သေးမှသိနေပြေးရတယ်လေဒီဘက်က3စီးအောင်အသေးခံပါဒီဘက်3စီးမဟုတ်1စီးတော့သူ့ကိုတိုက်ပါငါအသေးခံငါတော့သေမှကျင်းသေးတယ်အဲ့တော့ဒီကောင်ဒီဘက်ကိုမလာရဲတော့အဲ့တော့ပြန်ပြီးတော့လှည့်သွားတယ်ဒီဘက်ကိုမစင်ရဒီဘက်ကိုမဝင်တိုက်ရဲမြန်မာဒီလေးပိုင်နေတဲ့မဝင်ရဲပဲနဲ့ပြန်လှည့်သွားတယ်ဒီဘက်ကလည်းစောင့်နေတာပဲမင်းလာမင်းကိုချမယ်အောက်ကကောင်တွေမင်းငါအောက်ကကောင်တွေတော့မလုံးနဲ့မင်းထိရမင်းငါဒီဘက်ဝင်လာတယ်ငါတို့ကချမယ်အဲ့တော့အဲ့လိုမျိုးအပေါ်ကနေပြီးတော့လေတက်ကနေပြီးတော့ကာကွယ်မှုပေးထားတဲ့အတွက်ခုနကဒီလို9ချင်းလောက်တက်လုံးတဲ့အချိန်မှာလည်းမြန်မာတက်မတော်က AACC ပဲခံချနိုင်ပြန်ချနိုင်တယ်မင်းတို့ဘာမှ air အခုလေချောင်းအခုမရဘူးခုနကအခုပြောတဲ့ကမ္ဘောဒီးယားမှာရှုံးသွားအဲ့ဒါလေကမ္ဘောဒီးယားမှာရှုံးသွားဆိုအဲ့ဒါတော့အပေါ်ကလေချောင်းအရေးတာမှုရသွားတယ်အဲ့တော့မြေပြင်တက်တွေကစုံမှုရသွားတယ်စုံမှုခွင့်ပေးလိုက်တယ်လို့ပြောစုံမှုဖြစ်သွားတယ်ခုနကျွန်တော်တို့စီမှာကျအဲ့ဒါမျိုးပေါ့ကျွန်တော်အဲ့ဒါမျိုးအသေးခံတဲ့လုံးမဲ့လူတွေရှိနေတဲ့အတွက်ဒါသူတို့ကဒီကြောင့်တကယ်လို့ဒါသူတို့အဲ့ F7 နဲ့အဲ့လိုမျိုးမလုပ်ဘူးဆိုရင်ကျွန်တော်ပြောလို့မရရှုံသွားနိုင်ဟုတ်တယ်အဲ့တော့ဒီအပေါ်ကဟိုခမာလို့ဖြစ်သွားတယ်ခမာလို့ဖြစ်သွားတယ် F16 တစည်းကလာပြီးဒီတလုံးကျဲချရတယ်ဒီ O7 ကုန်းကြီးကပြောက်သွားမယ်တာချီလေးတက်ချလိုက်တအားဟိုတကယ်မဟာဗျာမြောက်ဘုံကျဲလေးကြီးဟုတ်တယ်သူကတမတာလောက်အင်အားရှိပြောလို့မရအဲ့တော့အဲ့ချိန်တော့ဒီကလေတက်ကဒါကျွန်တော်တို့လူတွေကောင်းလေတက်ထိုင်းနေတဲ့မြန်မာလေတက်စိတ်တက်အပြိုင်မှာပေါ့ဟုတ်တယ်စိတ်တက်ပြိုင်မှာပေါ့နော်စိတ်တက်ခုနကကိုပြောတဲ့မျိုးချစ်စိတ်ကိုတက်မလို့ချစ်တဲ့စိတ်ကိုလူမျိုးချစ်တဲ့ဒါတေဖို့3ယောက်သေးဖို့ရွေးတာအများကြီးပြက်တာတိတ်တာလေတည်မှာဟာဗျာကျွန်တော်လည်းကျွန်တော်ဟာသေမှာမင်းသေဖို့ကိစ္စကျွန်တော်သေခံမယ်ဆိုတော့ဒီတက်မှာတိုင်းမျိုးတော့ဘလောက်မိုက်တယ်အဲ့ဒါကြောင့်မို့အဲ့တုန်းကဒီ O7 ကနာမည်ကြီးရလေအဲ့တော့ထိုင်းကဒီအဲ့လီတဲ့အဲ့ခုနပြောဖြစ်လေးအခန်းကဏ္ဍလူသိနေတယ်နော်ဟုတ်တယ်ဒါသူ
သူ formation အဲ့လိုပုံစံနဲ့တိုက်မယ်ဆိုသူဆုံးဖြတ်လိုက်တယ်အဲ့ဆုံးဖြတ်လိုက်တဲ့အဲ့မှာ Thai leader ကထူးခြားတယ်ကိုဘာလို့ Thai Air Force ကအကူကြီးတစ်ခုမှမရလိုက်ဘူးဘာလို့သူတက်တော့တက်လာတယ်ဒါပေမဲ့ဒီဘက်ကတော့သိတယ်ဒီဘက်ကသိနေပြီ pilot ရှင်သိတာဗောနော်ဒီ pilot ရှင်သိတယ် pilot ရှင်ဟိုဘက် radar သိတယ်ဟာဒီကောင်ဒီ formation နဲ့လာတာငါ့ကိုဒါတော့မလို့သိတယ်လေငါ့ပြက်ရှင်းတော့ငါ့ရှင်းအဲ့တော့ဒီဘက်ကမလာရတော့ဒီဘက်ကမလာရတော့ရှူခဲ့ဒါတော့ငါစက်တိုက်ဖို့မတိုက်ဖို့ဟာငါတိုင်းမှာရှိတယ်ငါမိမနဲ့တိုင်မမဖြစ်တော့မယ်ဆိုရင်ပြန်စင်းသွားတာဖြစ်မှာဗောစိတ်တက်တွေခံချက်တွေကွာသွားတာဗောစိတ်တက်တွေခံချက်ကွာသွားတာဗောအဲ့တော့ခုနအဲ့ဒါအဲ့လိုဒေတာကကာဗာလုပ်ထားတဲ့အတွက်ခုနသူတို့တက်တော့လုံးတယ်ဒါပေမဲ့သူဒေတာကအကူကြီးမရတဲ့အတွက်စကန်မရလိုက်ဘူးဘာစကန်မတလက်မှမရဘူးတစ်စိမ့်မှမရဘူးအဲ့ဒါရှားစကန်တွေရောဗောနော်နေစက်အကုန်လုံးတစ်ခုဘယ်စကန်တစ်ခုမှမရဘူးစကန်တစ်ခုမှမရတဲ့အပြင်ဟိုအဲ့တော့ကျွန်တော်တို့ကဒီကလက်ရည်စပစ်တာ9:55မှာစပစ်တာဘယ်ကိုပစ်တာနော်9:55မှာစပစ်တာသူတို့ပစ်တာ9:00ခွဲနဲ့ပစ်တာ9:55ကျမှပစ်တာအဲ့9:55မှာကျွန်တော်တို့ဘက်ကပြန်မပစ်ခင်ကြီးသူကစိတ်ကြိတ်ချတာအရင်စိတ်တိုက်တွက်ကြအတုံးချဒါပေမဲ့ကျွန်တော်တို့ဆက်က9:55ပြန်ပြီးတော့ပြစ်လိုက်တဲ့အချိန်ကစားပြီးသူတို့ကပြစ်ကတဖြည်းဖြည်းနဲ့ကျဲသွားတာလက်ကြီးပြစ်ကူနေသွားတယ်ဟဲ့လားပြစ်ကျဲသွားတယ်ပြီးဟိုတနင်္လာနေ့မှာတစ်ခါပြစ်တယ်တနင်္လာနေ့မှာတစ်ခါပြစ်တဖြည်းဖြည်းနဲ့သွားကျဲသွားကိုစီကတော့မကျဲဘူးဇက်တိုက်ပဲလားကိုစီကတောက်ချောက်ဆိုတာတောက်ချောက်ဆိုတော့ဆောနေတယ်ဘယ်တော့မခံနိုင်တဲ့ခါကျတော့ည8 နာရီထိုးသွားတယ်ဆောလုံးမယ်ဆောလုံးဒီဘက်ကဆောလုံးငါတို့ကမင်းတို့မ9နာရီစောင်းနေဆိုတာ9နာရီ15လေးစောင်းနေဆိုတာတိုင်းမှုရှိနေလို့ဟာတိုင်းမှုရှိလို့မသိဘူးသူတို့မသိဘူးငိမ့်နေတော့သူတို့ငိမ့်ကြောက်တယ်ထင်တယ်ကြောက်လို့ပဲပြန်ပြည့်လို့ထင်တာ8နာရီထိုးတည်းပြစ်တာပြစ်တဲ့ခါကျတော့အဲ့မှာ8နာရီထိုးအတိမှာထိုင်းနိုင်ငံကနေပြီးတော့ TBC ဆိုတာကျွန်တော်တို့ဗာလဲအရှိကောက Township Border Committee Township Border နေကြားကော်မတီပေါ့မြို့နယ်နေကြားကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်မှူးကြီးဝီဘွန်ချိုင်းဒုတိယဗိုလ်မှူးချိုင်းနေမြန်မာဘက်မှာရှိတဲ့ဒီနေကြားကော်မတီဆက်ဆံရေးအရာရှိဦးအုံးပွင့်နဲ့ဥကိုလေးကိုဆိုဖုံးဆက်တယ်ဒါတဲ့ဟိုကဒုတိယဗိုလ်မှူးတက်ပါစစ်ပြင်းရင်လို့ရပေးပါဗောပြည့်ပေးပါတော့ပြောချင်တာရပေးပြည့်ပေးအဲ့အချိန်မှာသတင်းကြတာခုနဟိုလေထိုင်းမတုံးတိုင်းမှုဗိုလ်ချုပ်ကြီးဝတ္တနာချိုင်းပါလားလစ်သွားပြီမရှိတော့ဘူးဟုတ်လားမရှိတော့ဘူးဝတ္တနာချိုင်းလစ်သွားပြီမရှိတော့ဘူးသူမိမလည်းသွားတိုင်နေအေးဝတ္တနာချိုင်းလစ်သွားမရှိတော့အဲ့အချိန်မှာဒီကောင်လေးတော်သွေးပြတ်သွားပြီတိုက်လို့လည်းမရဘူးဒီမှာချတဘုံနဲ့ချနေလို့လေသူတို့ရဲ့ခေါင်းကလည်းဒိုးသွားပြီဝတ္တနာချိုင်းလစ်သွားပြီအဲ့ဒါဒီဥကိုလေးစီကိုဖုံးဆက်တယ်တစ်ပြေချင်းလို့ကျွန်တော်ဆက်သွယ်ပေးပါဆိုတော့အဲ့ဥကိုလေးကလည်းသူကဟိုဒီဘုံမူကြီးမျိုးချစ်စီကိုမူကြီးမျိုးချစ်ကသူကဒီအဲ့နေကြားဒီတာရှိလေးမှာရှိတဲ့တရင်မှုစီနီယာကျောင်းတရင်ပေါ်တော့နေကြားကော်မတီဥက္ကဋ္ဌသူနေကြားကော်မတီဥက္ကဋ္ဌဒီ TBC ရဲ့ဥက္ကဋ္ဌ Thai Border Committee ဒါနေကြားကော်မတီဥက္ကဋ္ဌပေါ့သူကသူ့ကိုလှမ်းဖို့တယ်ဟာဟိုဘက်ကလူပြောနေတဲ့စစ်ဟိုရက်ချင်လို့ပြောတယ်ရက်ချင်လို့ဆိုတာ15မိနစ်ထပ်ပြလိုက်တယ်ရက်ချင်လို့ပြောမှာ15မိနစ်ထပ်ပြလိုက်တယ်အဲ့ရှင်းနိုင်15လောက်အချိန်ညမှာသူကဒီဘက်ကရက်လိုက်တယ်ဟိုဘက်ကမပြစ်တော့လုံးဝဟိုကတော့စောရက်သွားတယ်လောရက်သွားတယ်အေးဟုတ်ပြီအဲ့တော့မင်းတို့အပြည့်ရက်ချင်တယ်မင်းတို့စစ်ပြင်းချင်းဆိုလာခဲ့ဒီကိုလာခဲ့ငါတို့လည်းဆွေးနေမယ်ဆိုအဲ့ဒါသူကဒါအဲ့နေပဲနော်2001ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့ပဲအဲ့17ရက်ကျွန်တော်တေချောင်ထပ်ပြန်17ရက်နေ့ညပေါ့ည8နာရီခွဲလောက်အချိန်မှာအဲ့ဟိုဘက်ကဒုတိယဗိုလ်မှူးဝေဘိုချိုင်းနဲ့အဖွဲ့ဝင်9ဦးလောက်တာရှိလေးဘက်ကိုလာတယ်ပြီလားအဲ့တော့အဲ့တာရှိလေးဘက်ကိုလာတဲ့ခါမှာခုနကဒီနေကြားကော်မတီဥက္ကဋ္ဌနေကြားကော်မတီအဖွဲ့ဝင်ဥကိုလေးကဆက်ဆံရေးအရာရှိသူကတော့ခေါ်လာတော့ဒီဘက်ကိုခေါ်လာပြီးတော့ဒီဘက်ရောက်တော့မကြိုဘူးဒီကမြို့လေကောင်မှာရှိတဲ့ခရိုင်ရဲမှုရုံးရှိတယ်တာရှိလေးမြို့လေမှာအဲ့ခရိုင်ရဲမှုရုံးခေါ်လာခဲ့ငါတို့အဲ့မှာစောင့်မှာတာရှိလေးမြို့တဲ့ခေါ်လာအဲ့တော့ဘယ်ချိန်မှတော့7နာရီနဲ့45မိနစ်လောက်မှာဒီတာရှိလေးဟိုတာရှိလေးခရိုင်ရဲရုံးရောက်လာပြီးတော့အဲ့မှာဘာလို့လောက်ကြလဲဆိုတော့21နာရီကနေပြီးတော့21နာရီတော့ဘယ်လိုလဲ9နာရီပေါ့9နာရီကနေပြီးတော့23နာရီ40 23နာရီ45 17နာရီ45တိ9နာရီနဲ့17နာရီ45တိကြာပါပဲအေးဒီဖြစ်စဉ်မှာပြန်လည်သုံးသပ်တာမင်းတို့ဘာလို့ဖြစ်လဲမင်းတို့ဘာလို့ပြစ်လဲပြောတော့ကိုကစစ်နေတဲ့ကောင်ပဲကိုစစ်နေတဲ့ကောင်ဆိုပြောတယ်လေမင်းတို့ဘာလို့ပြစ်လဲမင်းတို့ဘာလို့လဲမင်းတို့ငါတို့တော့ပြစ်မင်းတို့ကလာနေတာတိတ်တယ်ငါတို့ကမသိဘူးငါတို့နေမှာနေတာဟိုလက်ရှိဒီဟာကိုမင်းလက်ခံလားဟိုလက်ခံပါတယ်ဗောလက်မခံလို့မရဘူးလေနောက်မင်းတို့လာပြီးတော့ငါ့ကိုနေရာကင်းစကန်ဖယ်ခိုင်းအောင်မလားမခံခိုင်းတော့ပါဘူးဟိုအဲ့ဒါမျိုးပေါ့ကွာအဲ့ဒါလေးပဲပြောရတာပေါ့ပြောပြီးတဲ့ခါကျတော့အဲ့မှာဟိုလောက်ည23နာရီ45မိနစ်ဆိုတော့17နာရီနဲ့45မိနစ်45မိနစ်မှာစစ်ပြင်းကြီးစာချုပ်လက်မှတ်ထိုးလိုက်တယ်အဲ့တော့ O7 ကိုတိုက်ပွဲရဖြစ်ဖို့အတွက်ခြီနေတော့အကြာကြီးပဲပြိုးလာအကြာကြီးပဲဖြစ်တဲ့တရက်ထဲပြီးသွားတရက်ထဲမှာတင်ပဲ
ပြောပြမယ်တရက်ထဲမှာနေမဲ့အကြာဆုံးလည်းမနေဘူးပါလေနော်အဲ့တော့ခုနကဟိုကျွန်တော်တို့ကဒီဘက်ကဘုံမီမျိုးချစ်ပြောနေတာဘုံမီမျိုးချစ်ကစာအုပ်ပဲကျွန်တော်စာအုပ်ပြန်ပြောရတဲ့သူကတော့ဒီကအမေပေးဖွဲ့ကသူ့ရဲ့လှုပ်ဆောင်ချက်တွေကဒါမှတ်တမ်းထန်ထန်ရေးထားတာအောက်မှာကဘာဖြစ်နေတော့ခုနကိုစိုးစိုးစော်တို့ဘုံမှုစိုးစိုးစော်တို့ကိုစောနိုင်ဦးတော့လေဘာလို့လဲတော့အေးဘုံကလက်ကြီးပြစ်တာနားတာနဲ့ဒီဘက်ကနေអော်နေတာကျွန်တော်တက်မလို့မှာစောင်းမွားရှိတယ်ဘာစိတ်တက်လဲဆိုတန်မဏိစိတ်တက်မဟုတ်ဘူးဘာစိတ်တက်ဆိုအလောင်းဖျားစိတ်တက်အလောင်းဖျားစိတ်တက်ဆိုပေါ်တာအေးအဲ့လိုអော်ခိုင်းတယ်အဲ့တော့ဟိုကနေစိတ်တက်စစ်စင်အဲ့အလောင်းဖျားစိတ်တက်အလောင်းဖျားစိတ်အဲ့တန်ကြီးဟိတ်ထွက်တာဒီဘက်ကနေအလောင်းဖျားစိတ်တက်အလောင်းဖျားစိတ်တက်ဒီကောင်လေးအမြောက်ပြစ်တာရက်တာနဲ့အော်ရက်တာနဲ့အော်အမြောက်ပြစ်တာရက်တာနဲ့ဘာလို့လဲဆိုတော့လူနာကိုချက်ချင်းအောက်ကပုံထုံဂိတ်သွားရှိတယ်ရွှေတာလည်းရွှေပေါ့ပုံထုံဂိတ်မှာရှိတဲ့အဲ့မှာတော့ပွဲအဲ့မှာတာချီလိတ်ပြည်သူတွေကအဲ့ဒီမှာအဲ့ဒဏ်ရာလူနာတွေကိုစိတ်ကူပေးတာတာဝန်ကြီးနော်တာချီလိတ်စေယုံကြီးကဆရာဝန်တွေရောတူနာပြူတွေရောပြည်သူတွေရောအစားအတော့ရေပါညာအဲ့ကောင်တွေစားဖို့တောက်ဖို့တဲ့ဘာဖို့တဲ့အဲ့မှာလူနာမပုတ်ရတဲ့စားတော့ပြည်သူတွေစီနေအဲ့စားတော့ယူတက်သွားပြီးဟိုပေါ်မှာအော်ဘာစိတ်တက်လဲလောင်ဖျားစိတ်တက်ဘာစိတ်လောင်ဖျားလောင်ဖျားဆိုတာတော့ဟိုပဲတော်တော်သွေးပြတ်တာအလောင်းသွေးပြတ်တာအဲ့လိုတွေစစ်စီးမှုတွေစိတ်တက်လှုပ်တော်မလို့တော့တာချီလိတ်ပြည်သူတွေကအဲ့တော့တော်ချီမှုကောင်းတယ်တာချီလိတ်ပြည်တော့သေးသွားတယ်ပြည်သူတော့သေးသွားတယ်အဲ့မှာအဲ့ပေါ်တက်တယ်တက်ပြီးတော့အဲ့ဟိုလိုအပ်တဲ့အကူအညီတွေပေးတယ်လူနာတွေတက်ဆွဲပေးတယ်အဲ့မှာလက်ကြီးကြတယ်သေးတယ်ပြည်သူတွေကပါလာနော်ဒါကြောင့်မို့ကျွန်တော်ပြောတယ်တက်တဲ့ပြည်သူတွေအဲ့လိုမျိုးဟိုလုံးဝတစ်ထက်သေးကြပြီးတော့ညီနေတာအဲ့တိုက်ပွဲတွေဒါကြောင့်မို့လေတစ်လက်မပေးရရဒီကောင်းလည်းမရဘူးစစ်မှမရဘူး1 cm တော့မရလိုက်ဟုတ်လားမရတဲ့ပြင်ကိုသူတို့ဘက်ကလာပြီးတော့စလုပ်ပြီးတော့စစ်ပြင်းညီမှုပြီးတော့လာပြီးစစ်ပြင်းညီစစ်ပြင်းညီရအောင်နော်သူမဲဆိုင်လက်ထိခိုက်တွေရှိမှာပေါ့နော်ဒီဘက်ကထုတော့ထိတာပေါ့ကျွန်တော်တာချီလေးတော့မှ3လုံးကြားတယ်ပြောတယ်တာချီလေးတွေလည်းတော့ထုတယ်လေဟုတ်လားထုတယ်တာချီလေးတွေ3လုံးကြားဒီကတော့မဲဆိုင်တော့စစ်ပြတ်တော့မှာပေါ့သူအဲ့မှာကိုဘက်ကထုတာဒါပေမဲ့အဲ့တော့ကြားတာကအဲ့မဲဆိုင်မှာဝဒနာချမ်းကဘာဖြစ်လို့ပြန်ပြီးတော့စုတ်သွားလဲဆိုတော့အဲ့မှာအဲ့ချင်းမှာရှိတဲ့155စခန်းကို155ပြစ်တဲ့စခန်းမှာရှိတဲ့အဲ့တင်ကားကြီးကိုမြန်မာဘက်ကလက်နက်ကြီးဓာတ်ရိုက်ပစ်ဓာတ်ရိုက်အဲ့တင်ကားကိုဓာတ်ရိုက်ထိတာတင်ကားအမြောက်ထဲဝင်သွားတယ်တော့ကြားလိုက်အဲ့လိုကြားတာဗောနော်မြောက်ပြောင်းသွားတယ်စက်ကူစိုးလိုပဲတခါတွန့်ကျင်ပြီးတော့မီးလောင်ထွက်သွားအဲ့မှာဝါရနာချိုင်းလဲဒိုးဟာဘာလဲလက်ပြစ်တာလေမြန်မာမှာဘာလက်လက်တွေရှိနေလဲတော့တိကြတယ်ဗောနော်အဲ့မန်ဟောဒီကပြစ်တာအဲ့ဒါနေတယ်သူတို့ဒုံးပြေးတာလို့ပြောတယ်အဲ့တော့အဲ့တိုက်ပွဲမှာဒါနောက်ဆုံးကြတော့မြန်မာတွေကျွန်တော်တို့ကမ္ဘောဒီးယားနဲ့စန့်ကျင်ပဲပေါ့နော်မြန်မာတွေအောင်ပွဲဆင်ပါတယ်နောက်ပြီးတော့အဲ့မှာဘာတော့တက်ကဘာတွေကြောလဲဆိုတော့ချီယူကွန်မြူနီတူရာဘွဲ့3ယောက်ရခုနကကြီး2685ကိုဘိုးကြီးစောနိုင်ဦးခုနO7 ဂုံးပေါ်မှာတာဝန်ကျတဲ့ဘိုးကြီးစောနိုင်ဦးကြီး2685ကိုဘိုးကြီးစောနိုင်ဦးတူရာဘွဲ့ရတယ်နောက်ပြီးတော့အဲ့သူ့ရဲ့ရှေ့မှာရှိတဲ့ကာကင်းကုန်းစကန်မှာရှိတဲ့ဘိုးနေမျိုးကြီး3128ဘိုးနေမျိုးတူရာဘွဲ့ရတယ်နောက်တော့တက်သားလေး95ကိုပိုင်နံပါတ်959315တက်သားမောင်နီသူလည်းတူရာဘွဲ့ရတယ်တူရဘွဲ့3ယောက်ရနောက်တော့သူရကမှတ်တမ်းဝင်ရာရှိ2ယောက်ရတယ်စစ်သည်9ဦးရတယ်ဒီတိုက်ပွဲမှာအဲ့တော့နောက်တစ်ခါယိုရီးယားဘက်ကသူကကြာဆုံးတာကစုစုပေါင်း61ယောက်အလောင်းရနော်ကိုဘက်ကကြာတာကိုဘက်ကမကောက်နိုင်တော့လေတနေ့တော့မကောက်နိုင်တော့ရှေ့မှာကြံခဲ့တာအေးကိုသူရှေ့မှာကြံခဲ့တာ61ယောက်ကြာဆုံး50ကျော်ဒဏ်ရာရ50ကျော်ခံမှန်ဒဏ်ရာရပါနော်နောက်ရတဲ့တနတ်တွေက M27 6လက် M16 3လက်40မမ5လက်ဆက်သွယ်ရေးဆက်9လုံးနောက်ပြီးဟမ်ဘီကုတ်ကဲမှုရင်တစည်းကားတွေပါသိမ်းမိတာကိုဘက်ကသူတို့ကိုလာတိုက်တာလေအဲ့တော့သူတို့အဲ့ဒါတွေထားခဲ့ပြီးအလောင်းတွေလည်းမကောက်နိုင်ဘူးပြေးရတာဆင်းပြေတော့ကိုစီကအမတနက်တွေဆင်းဆွဲဘာတွေဆင်းဆွဲတော့ဒါတွေရတာပေါ့နော်နောက်ကိုဘက်ကတော့အဲ့မှာအရာရှိစစ်စီ15ဦးကြာဆုံးတယ်ကိုဘက်ကကြာဆုံးတယ်နောက်ပြီးတော့12ဦးတန်းရတယ်နောက်ပြီးတော့တာရှိလိတ်ကပြည်သူ3ဦးပေးတယ်ပြည်သူ15ဦးတန်းရတယ်ဒီပေါ့ထိခိုက်တွေတော့ရှိတာထိခိုက်တွေတော့ရှိတာပေါ့နော်အဲ့တော့ဟိုဒါမျိုးအလောင်းလက်နဲ့ရဖို့ဆိုတာလေကျွန်တော်တို့ပြည်တွင်းတိုက်ပွဲတွေမှာတော့မရှိဘူးနောက်တစ်ခုကကျွန်တော်စဉ်းစားကြည့်တယ်တရားလေးကြာတယ်တာဝေကလည်းရတယ်တိုက်ပွဲရဖြစ်တာတရက်ထဲဖြစ်တာတည်တဲ့ကောင်တွေကဘဝအောင်မကူရသေးဘူးဘဝကူတော့နေ့တော့မကူသေးဘူးဒီမှာငင်းငင်းစာချုပ်ကချုပ်လိုက်ရပြီနော်စာချုပ်ချုပ်လိုက်ရပြီနော်အဲ့တော့ဒီကောင်လေးဟိုကျွန်တော်ကသူတို့သေနေတက်လာနေမှာတောက်ပြားထခေါင်မှာနောက်မလဲထမြပစ်ချင်ဘယ်လိုလုပ်ဖြစ်မလဲပေါ့နော်ငါတော့ဘဝမကူရသေးဘူးပြောချင်တာသူတို့ရဲ့ခေါင်းဆောင်လေးဘာလို့ဆုံးဖြတ်ချက်တွေနဲ့မှားပြင်းစွာဒီနိုင်ငံကိုကျူးကျော်ဖို့ဆုံးဖြတ်ချလိုက်တာလဲပေါ့နော်ဒါကျူးကျော်စစ်ပဲကျူးကျော်စစ်ပဲလေအဲ့တော့ဒီကိုဘက်ကတော့ခုနကလိုပြောတဲ့တက်ကစီလုံးညင်မှုပဲနောက်ပြီးတော့ပြည်သူတွေရဲ့ပူပေါင်းပါဝင်မှုရဲ့ဒီဟာတွေနဲ့ပြီးလေတက်ကဆွမ်းရည်တက်တီတွေနဲ့လေတက်ကဆွမ်းရည်တက်တီတွေနဲ့လာကိုစီကလူတွေစိတ်တက်ကောင်းကောင်းနဲ့ပြီးတော့ကိုကဲမှုကောင်းကောင်းနေနဲ့ဒါတွေသွားတဲ့အတွက်ကိုညီတလက်မ
1 cm မှာတော့မပေးရရပါဘူးပြီးလို့ရှိရင်အထိခိုက်ကြဆုံးပါဒါတော့ပန်းနိုင်ပေါက်တာမဟုတ်တဲ့ကိုယ့်ဘက်ကအကြဆုံးတော့ရှိတယ်သို့တော့အကြဆုံးချင်းရှင်တော့ကိုယ့်ဘက်ကအမျက်တွေအများကြီးရှိတာပေါ့နော်အဲ့တော့ဒါဒီအလုံးတောင်းတနဲ့ဒါ O7 တိုက်ပွဲကဒါသူဖြစ်စဉ်အမှန်ပဲအဲ့ဒါရဲ့အရှိန်ကြောင့်လဲနောက်ပိုင်းမှာထိုင်းတက်မလို့မြန်မာတက်မလို့ရန်စတာတွေဘာကြီးတိတ်ဘလို့ရေတော့ရှိန်သွားတယ်လို့လည်းပြောရမယ်ဒါပေါ့မှန်တာပေါ့ခဏအဲ့ဒီမှာခဏဖြစ်သေးတယ်နောက်ဟိုဘက်ဇာတကြီးကျိုးဘက်မှာရေတိုက်နဲ့ဖြစ်တဲ့တက်တနာလည်းရှိတယ်အဲ့ဒါလည်းဒီဘဝညမှာဖြစ်တာလေအဲ့ချိန်တော့သူကတော့ဒီချာလီပင်လက်ထက်မှာတအားတူးဆန်းတာဘာမှလည်းတူးဆန်းတာပေါ့လေဒီသက်စင်ရောက်လာတဲ့ခါကျမှပြီးသွားတယ်သက်စင်ရောက်တဲ့ခါမှာငြိမ်သွားတာသက်စင်နဲ့ငြိမ်သွားပြီးတော့မှကျမှထိုင်းနဲ့မြန်မာနဲ့ဆက်ထိုင်းတက်တော်နဲ့မြန်မာတက်တော်နဲ့ဆက်ဆံရေးပို့ပြီးတော့ပိုကောင်းလာတာအဲ့တော့ချာလီပင်လက်ထက်တော့အဆင်မပြေဘူးဒါပေမဲ့ချာလီပင်လက်ထက်တော့ကသူကဘသူကခံတယ်အဲ့တုန်းကချာပလစ်ကြောင်ဆိုင်ယူကခံနေတာကိုကျော်ကြီးချာပလစ်ကြောင်ဆိုင်ယူကအဲ့ချိန်တော့ကိုကျော်ကြီးစောမောင်းတို့ဘာနဲ့ကသူကအဆင်ပြေတာပေါ့နော်အဲ့တော့အခုဒီ O7 ဖြစ်စဉ်မှာဒါအခုပြန်ပြီးတော့အနစ်ချုပ်လိုက်လို့ရှင်ဟုတ်လားပထမတစ်ချက်ကပြောချင်တာကိုကျော်ကြီးသိမ့်စိန်နော်နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကြည့်တော့အေးပါတယ်ဟလာဦးသိန်းစိန်ကြီးပြော့ပါတယ်မထင်ပါနဲ့နော်တဲစစ်ဘာလဲတောင်ကုန်းကြပါရင်မေးချုပ်တယ်ပြန်လာတယ်တော့မင်းကလည်းဘုံစက်တော့ဒါကဆောင်မေးရေးယူပြရတယ်ဗျာဒါဒီစက်ပြတ်သားတဲ့အမေမရှိတော့နောက်တစ်ခါခုနပြောတဲ့ဟဲ့မေးဘလို့လို့ဟိုလို့မပြောဘူးမင်းဘာလုပ်မှလဲမင်းဘာလုပ်ချင်ပါလဲမင်းကိုချနေမင်းဘာလုပ်မှလဲပြောချင်တာလုပ်ချင်တာလို့ဒါပဲငါပြန်မယ်မင်းလောက်ခွင့်ပေးလိုက်မင်းမဲဆောက်ပဲတက်သိန်းဟလာဘယ်ပဲတက်ဘာပဲလို့တော့O7 မကြရင်ပြီးရောO7 မကြတယ်အေးဒါအမိတ်ပြက်ပေးရတယ်ကိုရှိုးကလူချက်ပြတ်သားတယ်နေရာကမပါဘူးပေါ့နေငါအထက်တင်ပြအောင်မလားမဟုတ်ဒီလိုလေးလုပ်ပါလားလို့လည်းမပြောဟိုတော့မပြစ်နဲ့တော့ဒီနေ့မပြစ်နဲ့တော့ဟလာတက်မယ်တော့ဘာညာအဲ့လိုပေါ့ဟိုကောင်လေးစီကကြည်စံမထွက်ခင်မင်းစားမထွက်နဲ့တော့ဘာမှမပါဘူးပေါ့လေချီနောင်တုံနောင်လားတခုမှမပါဘူးမရှိမင်းဒါပဲပြင်းပြောချင်တော့ပြင်းပေါ့ဒါစစ်သားစကားမှလေကိုမင်းဘာလုပ်မှလဲဆိုတဲ့စကားတော်တော်ထိတယ်တိုင်းမှုတယောက်ကလုတ်ပိုင်ဝင်ကိုကဲမှုနော်တမျိုးလုံးကင်ထားတယ်ကွာတက်နေမှုရဲတွေလာဝကတွေမိသက်တွေပြည်သူစစ်တွေအကုန်ကင်ထားတယ်ရှိသမျှအားလုံးစုစည်းမှုအားလုံးကိုသူထုတ်ယူပြီးအသုံးချလို့ရတယ်ပြီးတော့စုစည်းနိုင်တယ်သူ့ရဲ့ပါဝါနဲ့ပြီးလို့ရင်စကန်းကုန်းပေါ်ဟိုအရက်သားကိုလည်းစစ်တက်ခံလို့ရတယ်။သွားမင်းအဲ့မှာအင်အားနဲ့အဲ့မှာအင်အားသွားဖြစ်ဆိုတော့ဟိုပြည်သူစစ်နဲ့တက်နဲ့လို့ပေါ့ပြည်သူစစ်ဆိုတာပြည်သူပဲလေဟန်ချက်ညီနော်သူ့ရဲ့ကိုကဲမှုရဲ့သူ့ရဲ့လုတ်ပိုင်ခွင့်ဒါတခုလဲလေးစားစရာကောင်းတယ်ပေါ့နော်ဒါလည်းနောက်တစ်ခါကျွန်တော်ကြီးလီပူပေါင်းစစ်စေကြီးလီပူပေါင်းစစ်စေဆိုခုနကျွန်တော်တို့လေတက်တွေရဲ့စွမ်းပကားတွေကဒါပဲရှိတယ်ပြီးတော့အဲ့တော့ဟုတ်တယ်သူ့ရဲ့ဆိုင်လေတက်မှာအားနေတယ်ခမာလိုပဲဒါပေမဲ့စိတ်သက်ဆွမ်းရင်ပါတော့မတူခမနဲ့မတူစိတ်သက်နဲ့ခမနဲ့ခုနကအသေးခံမဲ့အတူရွေးတော့ပါအလူရဲ့ဟုတ်တယ်ချက်သိမ်းထားတယ်ကြာဟာချက်သိမ်းထားရနောက်တစ်ခါအဲ့ချိန်မှာပြည်သူလူထုရဲ့ပြည်သောပါဝင်မှုပြည်သူလူထုပူးပေါင်းပါဝင်လို့ဒီတပွဲနိုင်တာပြီးတော့ဟိုလေကိုညီတယ်ဆိုတာစားတော့တယ်မဟုတ်ဘူးဒဏ်ရာရတဲ့လူတွေကိုခုနပြောတဲ့ဟိုကိုညီတယ်ဖိမှလာတယ်အများကြီးလုပ်ပြီးဒါပေါ့အဲ့တော့ဒါဒီမှာအနစ်ချွဲလို့ရှင်သူကဒီတက်မတော်နဲ့ကျွန်တော်ပြည်သူနဲ့လက်တွဲလို့ရှင်တော့ဘယ်လိုရန်သူမျိုးမဆိုပေါ့နော်ဘယ်လိုရန်သူမျိုးမဆိုတာဂိမ်းဆိုင်ရမလို့တောက်ချစ်လာနောက်ဆုံးသွားပဲကျွန်တော်တို့ခုနကသူပြောတဲ့ F16 ဆိုတာအဲ့2001ထဲကထိုင်ရ3နေရသူတို့ဒီမှာရှိနေ3နေရဘာမှမရှိဘူးအဲ့ချိန်ဆိုပို့ပြတော့ဗာလဲ model ကြာသေးရနော်အသစ်တွေပေါ့နော်အသစ်တွေပေါ့ model အမေရိကန်ရောက်ကစားတွေနေမှာပေါ့ဟိုအသစ်တွေပေါ့နော်အဲ့တော့အဲ့ဒီဟာကြီးတော့ mobile ဒီမှာဒီလို mid တွေမရှိသေးဘူးလေမရှိဘာမှမရှိအဲ့တော့ F7 တရုတ် F7 နဲ့ပဲရှိတာအဲ့တော့အဲ့ဒီကောင်တော့ mobile ဒီဘက်ကိုမလာရဲတဲ့အဆင့်ထိအောင်ဖြစ်ဘူးတယ်ဆိုတာဒါဒီခေတ်ဒါတောင်တော်သားတွေသိအောင်လို့လူငယ်တွေတီဗီသားလူတွေလည်းဒါသိအောင်လို့မသိသေးတဲ့လူတွေလည်းသိအောင်လို့ဒါလေးကျွန်တော်ပြန်ပြီးတော့ဒီဘက်ညဝေပါတယ်ဗျာဟုတ်ပါတယ်ကို7ကလည်းအားလုံးတောင်းဆိုနေကြတယ်နောက်ပြီးတော့ကို7ကလည်းတိလိုက်တဲ့ချက်တွေကတော့ဟိုတိုင်းချစ်ပြည်စိတ်တွေခုနကမျိုးချစ်စိတ်တွေလည်းဟုတ်ကဲ့အမြဲတမ်းရေးကြည့်ပါတယ်စစ်လက်နက်ပစ္စည်းတွေကလည်းရေးကြည့်လို့တိုင်းပြည်ချစ်စိတ်နဲ့နော်ဗာလဲအသက်ဆွန့်ပြီးတော့တိုင်းပြည်ကိုကာဝယ်မယ်ဆိုတော့စိတ်သက်တည်တည်လဲဒါမရှင်နိုင်တဲ့ရန်သူကကိုယ်မရှင်နိုင်တဲ့အရေးချင်းနေဖြစ်ပါတယ်ဆိုတော့လေမြန်မာ Nation Voice ပြည်သက်သူပြောရင်းနဲ့ကျွန်တော်မြန်မာ Nation Voice ရဲ့နိုင်ငံအရေးရှေ့အောင်နောက်ပြည့်စီစဉ်ရနေခဏနားပါဦးမဗျာ